ဟောတဲ့တရားပွဲကတော့မူလကရည်ရွယ်ချက်မရှိဘဲနဲ့အကြောင်းအားလျော်စွာဟောတဲ့တရားပွဲပါပဲမူလကဒီကနေ့မှာသာသနာမန္တိုင်ပါဠိတက္ကသိုလ်ကျောင်းတိုင်းပါဠိတက္ကသိုလ်ကျောင်းတိုင်းမှာသိင်သမုတ်ဖို့ကိစ္စရှိပါတယ်အဲဒီသိင်သမုတ်ပွဲအတွက်ပြင်တော့ဘုန်းကြီးများသိင်သမုတ်ပွဲအတွက်လာဖို့ဒါပဲရွေးချက်ရှိပါတယ်သိင်သမုတ်ပွဲအတွက်လာပြီးတော့နေ့ဖြန်ငါကြတော့လဲဘုရားမျိုးသာသနာ့ရိပ်သာကထိန်အတွက်ပင့်ထားပါတယ်အဲဒီကထိန်အတွက်လည်းပဲဆက်လက်ပြီးတော့ဒီမှာညာဤကိုရအစီအစဉ်ပေါ်ပေါက်ပြီးတော့လာပြီးတော့ညာဤကိုရအစီအစဉ်ပေါ်ပေါက်ပြီးတော့လာတော့တရားဟောဖို့တရားနာဖို့လည်းပဲဒီယောဂီတွေကစဉ်းစားပြီးတော့သူတို့တရားဝဲခြင်းပါဝေရအစီအစဉ်ရကြတယ်ဒါနဲ့ဒီကနေ့ညတရားဟောဖို့ရအစီအစဉ်ဖြစ်ပြီးတော့လာပါတယ်ဒီတော့စောစောကဒီလိုတရားဝဲခြင်းပါဖို့ဆိုတာအထူးတလည်းစီစဉ်ထားတာမဟုတ်ဘူးအကြောင်းညို့လို့ဒါဘကုံမျိုးမှာတော့ဒီလိုအကြောင်းညို့လို့ဟောရတဲ့တရားပွဲတွေလည်းတော်တော်များပါပြီဘုန်းကြီးကနေတိုင်းလာနေတော့ဒီလိုညရည်တဲ့ခါကာလဆိုရင်အကြောင်းညို့တော့ဒီမှာတရားဟောပြီးတော့သွားရတယ်ဒီရောက်တဲ့ခါဟောဖို့ရဆိုတာလည်းပဲဝင်လည်းမလေးပါဘူးဘုန်းကြီးများမှာသာဟောရမှာပဲတရားဆိုတာမြတ်စွာဘုရားကအမိန့်ပေးထားသရထဘိက္ခွေစာရိကံဒေသေထဘိက္ခွေဓမ္မံဘိက္ခွေယဟန်တို့တုံးမေသင်တို့သည်စာရိကံဒေသစာရိလိလိခြင်းကိုသရထလိလိကြကုန်သောတရားပွင့်တော်မူပြီးတဲ့နောက်ဗာရာဏသီပြည်မိဂရာဝန်တော်ရမှာပထမဝါသတင်းသုံးတော်မူတယ်အဲဒီပထမဝါသတင်းသုံးတော်မူစဉ်ခါကာလတုန်းကသဇာပြဟောကြားညွှန်ပြဆုံးမတဲ့အတိုင်းတရားနာတရားကျင့်သုံးပြီးဒီကာလယဟန္တာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေ6ကြိမ်ရတယ်60ပေါ့အဲဒီ60သောယဟန္တာမထေရမြတ်တွေဝါကျွတ်တဲ့ခါကာလမြတ်စွာဘုရားကအမိန့်ပေးဘေကွေယဟန်တို့တုံးမေသင်တို့သည်သာရိကံတရစာဤလိလိခြင်းကိုသရထလိလိကြကုန်သောနေလှဲ့ကြဒီနေရာတွင်သတင်းသုံးပြီးတော့မနေကြနဲ့သူတို့ရဒေကိုလှဲ့ကြလှဲ့တော်ကိုဒီလိုပဲယဟန်ရဲ့အယောင်ဝါသင်္ကားရောင်ပြယုံလေးပဲလှဲ့ရမလားလို့ဆိုတော့မဟုတ်သေးဘူးဒေသေးထဘိက္ခွေဓမ္မဘိက္ခွေယဟန်တို့တုံးမေသင်တို့သည်ဒေသေးထရောက်ရ၌တရားဓမ္မကိုဟောပြကြကုန်လောဘိက္ခွေယဟန်တို့တုံးမေသင်တို့သည်ဓမ္မတရားကိုဒေသေးထရောက်ရ၌ဟောပြကြကုန်လောရောက်ရမှာတရားလည်းဟောရမယ်ဒီတော့ကတော့တရားဟောပင့်တဲ့ပုဂ္ဂိုလ်ပဲရှိနေတယ်မရှိဘူးဟောတဲ့ပုဂ္ဂိုလ်တွေလိုက်ဟောရတယ်ဟောတဲ့ပုဂ္ဂိုလ်တွေလိုက်ဟောရတယ်ပထမဆုံးစပြီးတော့မြတ်စွာဘုရားကိုကတရားဟောတဲ့အခါကာလပင့်တဲ့ပုဂ္ဂိုလ်ပဲရှိမလဲကိုယ်တိုင်သွားပြီးတော့ဟောရတာပထမဆုံးစရင်မြတ်စွာဘုရား9ဦးတရားဟောဝေရဘောဓိမာတိုင်းကနေပြီးတော့ဗာရာဏသီမိဂရာဝန်တော်တိုင်အောင်18ယူနာရှိတယ်တဲ့။မိုင်းအားဖြင့်တော့100ကျော်ရှိပါတယ်140လောက်ရှိပါတယ်။အဲဒီခရီးကိုကြွရတယ်။မြတ်စွာဘုရားတကူတော်နဲ့ကြွမယ်ဆိုလို့ရှိရင်လည်းပဲကြွနိုင်ပါတယ်။ဒါဆိုသို့တော်လည်းပဲအကြောင်းအားလျော်စွာလန်ခီမှာလည်းပဲဥပက္ခကြီးတွေ့ဝရလည်းအကြောင်းရှိဒီစွဲ5ဦးကလည်းပဲစောစောကြီးသွားပြီးတော့ဟောလို့လည်းပဲဒီပါရမီချင်းမုံမရသေးပါဘူးဒါနဲ့မြတ်စွာဘုရားကခြေချင်းပဲကြွတော်မူပါတယ်အဲဒီလိုကြွပြီးတော့ဟောရတယ်ဘယ်မှပြင်းဖိလို့မဟုတ်ဘူးအဲဒီတော့ပထမဟောဖို့ရတ
တရားနာဖို့ရကိုပဲအမနာတိုက်တွန်းရသေးတယ်ပြဆိုရင်ငါ့ကိုတရားနာဖို့အမနာတိုက်တွန်းပြီးကြလားဟောရဒါတော့တရားဆိုတာကတော့ရောက်ရမှာတရားနာခြင်းတဲ့ပုဂ္ဂိုလ်တွေရှိရင်ဟောရတာပါပဲဒီမှာတော့သဘောမျိုးကတော့ယောဂီတွေလည်းခုတော့များလာပါပြီယောဂီတွေလည်းပဲဘုန်းကြီးများတွေနဲ့သက်ဆိုင်တဲ့သာသနာ့ရေးသာမှတရားအားထုတ်ရန်ကုန်သာသနာ့ရေးသာမှတရားအားထုတ်ယောဂီတွေအများကြီးရှိပါတယ်နောက်ပြီးတော့အခြားတစ်ပါးသောဆရာတော်များဟောလို့တရားထုတ်ထားတဲ့ယောဂီတွေလည်းဒီမှာအများကြီးရှိပါတယ်အဲဒါတရားဘက်ကလေးလာလိုက်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေဒီမှာအများကြီးရှိပါတယ်အဲဘုန်းကြီးများလည်းဟောတဲ့တရားတွေလည်းတော်တော်ဆုံးသွားတယ်အဲဒါဒီကဘာဟောရမလဲလို့စဉ်းစားတော့ဒီနေ့ကသိအောင်ကလာပြီးတော့လျှောက်တယ်ဘုန်းကြီးကမလာခင်9ရက်နေညကပေါ့လေ9ရက်နေညကတရားဟောမယ်ဆိုရင်တရားဆောင်မှုကလေးကလည်းရဲရအောင်တဲ့ဘုန်းကြီးလည်းဘာဟောရမယ်မသိသေးဘူးလို့စဉ်းစားတော့မှရှိသေးတယ်လို့ပြောတာဘာတရားနဲ့တော်တယ်ဆိုစဉ်းစားတော့ရှိသေးတယ်မြတ်စွာဘုရားတော့တရားနာမဲ့ပုဂ္ဂိုလ်တွေရဲ့အာသရတို့နုသရတို့ဒီလိုသိပြီးဟောရတာကိုဘုရားကဒီပရိသတ်ဟာဖြင့်ဘယ်တရားဟောရင်တော်တယ်သရကအာကြည့်တယ်အာမကြည့်ဘူးပညာအာကြည့်တယ်အာမကြည့်ဘူးစသည်ဖြင့်အဲ့ဒါတွေကိုနှိုင်းချိန်ပြီးတော့မြတ်စွာဘုရားနဲ့ဟောရတယ်လွယ်ပါတယ်မြတ်စွာဘုရားမြတ်စွာဘုရားတရားဟောတာနဲ့ဘုန်းကြီးတရားဟောတာမတူဘူးဘုရားကလွယ်တယ်ဘုရားကသူကလူတွေရဲ့ဓာတ်သဘောတွေသိပြီးသားဆိုတော့သူ့အကြိုက်သူဟောတာကိုဘုန်းကြီးကပဲဒီလိုမှသိတာမှမဟုတ်ဘူးပဲရပြီးတော့ဟောနေရတာဒါတော့ဒီတရားနဲ့တော်ရဲ့ဆိုမယ်တော်ခြင်းမှလည်းတော်မယ်လို့ဆိုတာဘာနဲ့တူနေသလဲဆိုလို့ရှိရင်ဗမာဆရာတွေနဲ့အနောက်နိုင်ငံကနိသနေရဒေါက်တာဆရာဝန်တွေနဲ့အဲ့ဒါကြွားချနေသလိုပဲခြေရိုးအတိုင်းဗမာဆရာတွေကတော့ကိုပဂရိမျက်စိနဲ့ဒီလိုကြည့်ပြီးတော့လူမာတော့ဟာသိပေးရတာကိုသိပေးရတော့ခံမှန်းပြီးတော့ပေးရတယ်တော်တဲ့ဆရာဝန်ကြီးဗမာဆရာတွေလည်းတော်ကြပါတယ်ဒါပဲမဲ့လို့အခုနောက်နိုင်ငံကလာတဲ့နီးစနစ်တွေကတော့သူတို့ကသံသဆရာကိရိယာတွေကပေါ်တယ်သံသဆရာကိရိယာတွေကပေါ်တော့သူတို့ကသေချာသံသစာမျက်စိနဲ့ကြည့်တာမဟုတ်ဘူးသေချာသူတို့အသာနာထောင်ပြီးတော့စမ်းဝေးတွေပါလေချိန်တိုင်းပြီးတော့စမ်းမျိုးပေါ်လေးသူတို့စမ်းကြည့်တာအဲဒီလိုစမ်းပြီးတဲ့ခါကျမှဟာဘာဖြစ်နေတာပဲဘာလို့နေတာပဲဘယ်ယောဂဖြစ်နေတယ်ဆိုပြီးသူတို့ပြေးလိုက်တော့သူတို့ကနည်းနည်းပိုးလွယ်တာပေါ့လေကိရိယာသစ္စာဝလာတွေရှိတော့ဒီကဗမာပြည်ရရှိရိုးတိုင်းကုနေတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါတော့မလွယ်ရပေဘူးဆိုတာမလွယ်ရပေဘူးသူကိရိယာသစ္စာဝလာမှမကြည့်ပဲမျက်စိနဲ့ကြည့်ပြီးလို့အဲ့ဒါလိုပဲဘုန်းကြီးကတရားနာမဲ့ပုဂ္ဂိုလ်တွေရဲ့အလိုဣဇာတရားဘာကြိုက်နေမှမသိဘူးသူကဘာကြိုက်နေမှမသိပဲနဲ့ဘုန်းကြီးကကိုကြိုက်တာဟောနေတာကိုဟောတယ်တဲ့ခြင်းမှလည်းတဲ့မယ်မတဲ့တာလည်းဖြစ်ဖြစ်ချင်းတော့စဉ်းစားရတယ်ဒီကဘာတရားဟောရမလဲတရားတွေလည်းသုံးဒါနဲ့စဉ်းစားလို့ရလို့ရှင်မနေ့ကျတော့သံပုဂ္ဂိုလ်လေးတွေဘုန်းကြီးရေးပေးပါအောင်မယ်ပြောပြီးတော့မနေ့ကျစဉ်းစားလို့ရတာနဲ့ဒီတရားချင်းတော်တော့ပဲဆိုပြီးတော့နိကေ900မှာသုဒ္ဓကနိကေသုဒ္ဓကနိကေဆိုတာကတော့သူတို့ထော်တာတရားလေးတွေပေါ့လေတရားသေးစားလေးအရှိကြီးတွေမဟုတ်မြတ်စွာဘုရားဟောတဲ့တရားစုတွေကဒီကနိကေဒါတစ်မျိုးရှိတယ်တရားတွေရှိတယ်ဒီတရားတွေအရှိကြီးတွေမေဇိမနိကေအလေလပဲအဲတော့မာယုဒ္ဓနိကေတဲ့စရဆရာတွေအမေအဖြေခန္ဓာအာယရဏစသည်ပေါ်လေတမျိုးမျိုးနဲ့စရဆရာတွေစုပေါင်းပြီးတော့ထားတဲ့တရားမာယုဒ္ဓနိကေခေါ်တယ်အင်္ဂုတ္တရနိကေကဏ္ဍနဲ့ဒီကဏ္ဍနဲ့တရားတစ်ပါးတွေကိုစုပေါင်းပြီးတော့ဧကနိဗ္ဗာန်ဆိုပြီးတော့ဒါကဒီကဏ္ဍနဲ့ပေါ့နေကဏ္ဍနဲ့တရားနှစ်ပါးဆိုပြီးတော့ဒါတွေကလည်းပဲဒုက္ခနိဗ္ဗာန်ဆိုပြီးတော့နောက်3ကဏ္ဍ4ကဏ္ဍ5ကဏ္ဍ6ကဏ္ဍ9 10 9 17ရအောင်ဆိုကဏ္ဍစဉ်တိုင်းဟောတာအဲ့ဒီဟာတွေစုပေါင်းထားတာအင်္ဂုတ္တရနိကေအဲ့ဒီနိကေကြီးက4ရပ်ရှိပါတယ်နိကေကြီး4ရပ်အပြင်ခௌရကနိကေကတော့ခௌရကဆိုတာငယ်လေးတွေပဲအတူထွားတရားလေးတွေဆိုရမှာပေါ့ဗမာကတော့အငယ်တရားငယ်တယ်လို့တော့ပြောပြဘူးတရားအတူလေးတွေပေါ့တရားပုဂ္ဂိုလ်လေးတွေ
အဲဒီသောရကနိကေတဲ့ပါဝင်ဖြစ်တဲ့သုဒ္ဓနိဗ္ဗာန်ဆိုတာရှိပါတယ်အဲဒီသုဒ္ဓနိဗ္ဗာန်ထဲကနေပါရာယနာဝဲတဲ့ဒါပဲတည်းပါနော်တရားနာတဲ့ပုဂ္ဂိုလ်တွေကဒီလိုတရားတွေမှားရတာမလွယ်ဘူးပါရာယနာဆိုတာတချို့ကဖတ်တတ်ခြင်းမဖတ်တတ်မယ်လို့ပါရာယနာဝဲပါရာယနာဆိုတာဘာလို့ဆိုပါရဆိုတာဟိုဘက်ကံအယနာဆိုတာသွားရောက်တယ်အခုပေါင်းလိုက်တော့ဟိုဘက်ကရောက်တဲ့တရားလို့ဆိုလိုပါတယ်ပါရာယနာဆိုဟိုဘက်ကရောက်တဲ့တရားဟိုဘက်ကကလည်းဘယ်လိုဟိုဘက်ကလဲဆိုသံဃာရဲ့ဟိုဘက်ကသံဃာရဲ့ဒီဘက်ကကပရိသေနေရတယ်၊အိုရတယ်၊နာရတယ်၊သိရတယ်၊ဆိုရင်ပူဆွေးရတယ်၊ငိုကြွေးရတယ်ကိုယ်စင်းရဲ့စိတ်စင်းရဲ့တွေရှိတယ်ဘေးရန်တွေဒီဘက်မှာပြည့်အလိုမရှိရတဲ့ဘေးရန်တွေဒီဘက်မှာပြည့်ရှိတယ်ဟိုဘက်ကဆိုတာကတော့သံဃာရဲ့ဟိုဘက်ကဆိုတာနိဗ္ဗာန်ပဲအဲ့ဒီနိဗ္ဗာန်မှာကိုယ်ခြင်းမရှိဘူးနာခြင်းမရှိဘူးသိခြင်းမရှိဘူးဆိုရင်ဘူးဆွေးငိုကြွေးခြင်းမရှိဘူးကိုယ်စင်းရဲမရှိဘူးစိတ်စင်းရဲမရှိဘူးအကုန်လုံးစင်းရဲတွေငြိမ့်နေတယ်ဘေးရန်တွေငြိမ့်နေတယ်ဒါတော့ဒီကုတရားဓမ္မတွေမေးကြည့်လို့ရှိရင်ဘေးရန်တွေနဲ့ပဲတွေ့ပြီးတော့နေခြင်းသလားလို့မေးမနေခြင်းဘူးပြောကြမှာပဲနော်ဘေးရန်တွေကင်းတဲ့ဟိုဘက်ကလို့ခေါ်တဲ့နိဗ္ဗာန်ရောက်ခြင်းသလားလို့မေးလို့ရှိရင်ရောက်ခြင်းပါတယ်လို့ပဲပြောကြမှာပဲဟုတ်လားရောက်ခြင်းပါတယ်ပြောကြမယ်အခုလောကမှာလည်းဘေးရရှိတဲ့အရာဘေးရမရှိတဲ့အရာဆိုတာ2မျိုးရှိတယ်ဘေးရရှိတဲ့အရာဆိုတာမသိခြင်းမလွယ်မကင်းတာလို့သာနေရတယ်ဘေးရရှိတဲ့အရာကနေပြီးတော့ထွက်ခွာသွားလို့ရှိရင်တချို့ထွက်ခွာပြီးတော့ပြေးလာကြဘေးရကင်းတဲ့အရာကိုလာပြီးတော့ပုံအောင်ပြီးတော့နေကြအဲ့ဒါလိုပါပဲသံဃာဆိုတာကဒီဘက်ကဘေးရန်တွေအပြည့်ရှိနေတယ်ဘေးရန်တွေအပြည့်ရှိနေတဲ့သံဃာဒီဘက်ကကနေပြီးတကားလားဘေးရန်တွေကင်းတဲ့သံဃာဟိုဘက်ကနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့တရားရောက်ကြောင်းဖြစ်တဲ့တရားတွေအဲ့ဒါတွေစုပြီးတော့ဟောတာလားပါရာယနာဝက်ဆိုဝက်ဆိုတာစုဝက်ကပါဠိကဝက်ကဗမာလိုကဝက်ဆိုကြတယ်အဲ့ဒါအစုနိဗ္ဗာန်ကိုရောက်ကြောင်းတရားစုလို့ဆိုလိုပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားစုတွေကအဲ့ဒီတရားစုကဘယ်လောက်ရှိသလဲဆိုအလုံး16ပုဒ်ရှိတယ်ကြောက်အဲ့ဒီ16ပုဒ်တွေကခဏဟောမဲ့တရားကတပုဒ်ပဲပါတယ်တော့ဆိုရင်အဇိတသုတ်တရားတော်အဇိတသုတ်တရားတော်ဒီကတကတရားကိုမှမရှိဘူးလားမေးလို့မြန်လို့ရမယ်တကတရားရောဟင်ဒီနာရှင်နာကတဲ့နေတကတော့ရှိတာဖြေကောင်းမလားမကောင်းမလားမသိတကတရားရောဘယ်သူတော့ဒါပဲဘယ်သူတော့ဟမ်တကတိုးလားတကတိုးတကတိုးဟိုတင်းတော့သံမှုစာရတော့ရပြီနော်ပါရာယနာဝက်ခဏဟောမဲ့တရားကပါရာယနာဝက်ဟုတ်လားပါရာယနာဆိုတာပါလေပါရာယနာဆိုတာပါရကဟိုဘက်ကနိဗ္ဗာန်ဟုတ်လားသံဃာကြီးဟိုဘက်ကနိဗ္ဗာန်အယနာကရောက်တယ်ဟိုဘက်ကနိဗ္ဗာန်ရောက်ကြောင်းတရားတွေအပေါင်းအစုကိုဝက်လို့ခေါ်တယ်ဟိုဘက်ကနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့တရားတွေအပေါင်းအစုဝက်ထဲကခဏဟောမဲ့တရားကဘာတဲ့တော့အဇိတသုတ်တရားတော်ဟုတ်လားတကတိုးနော်အဇိတသုတ်တရားတော်တဲ့အဲဒီမှာပုဂ္ဂိုလ်16ဦးရှိပါတယ်ယသိကြီး16ပညာရှိတွေကြီးတဲ့ပါပဲတကယ်ပညာရှိကြီးတွေအဲဒီယသိပညာရှိ16ဦးတဲကအဇိတဆိုတဲ့ယသိကြီးကောင်းဆောင်ယသိကြီးသူကမင်းများလို့မြတ်စွာဘုရားဟောထားတဲ့သုတ်ဒါအဇိတသုတ်ခေါ်တယ်ဒီတရားကဖြည်းဖြည်းချင်းဟောမယ်ဆိုအရှိကြီးပါပဲသူဒီသုတ်ရဲ့ဏိဒန်းကိုကအခုလို2နာရီ3နာရီလောက်ဟောရမယ်သုတ်ကြီးသူကတရားရည်ရှိကြီးတရားကလည်းပဲတရားကြီးတဲ့သက်သက်ဟောလို့ရှိရင်တရားကလည်းပဲ
ညလောက်ဟောမှသူဥစားဆုံးမဲ့တရားပဲဒါပဲမဲ့လို့ခတ်တူတူခတ်ချင်းချင်းဟောရမှာပေါ့လေအတူတူခတ်ချင်းချင်းချုံပြီးတော့ဟောရမှာတရားဆိုတာတူလို့ရှိရင်လည်းပဲချုံလိုက်ရင်လည်းရပါတယ်ဒါပဲမဲ့လို့ကြေကြေပြည့်နဲ့ဟောရင်တော့ပူပေါင်းတာပေါ့လေပူနာလဲတာပေါ့မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဘာဝရီဆိုတဲ့ပုံနာရဲ့သေးကြီးရှိဇမနရဲ့သေးပုံနာရဲ့သေးကြီးဘာဝရီဆိုတဲ့ဇမနရဲ့သေးကြီးကဘယ်ကတော့ဆိုလို့ရှိရင်ကောသလတိုင်းကဒီကောသလတိုင်းကဘယင်းမင်းမြတ်ဤပရောဟိတ်ပုံနာကြီးဘယင်းမင်းမြတ်ဤဆရာပုံနာကြီးပေါ့ပထမကောသလမင်းကြီးနာယဆံသွားတဲ့နောက်သတေနတိကောသလမင်းသားတော့နန်းတက်ပြီးတော့ဒီခါကျတော့လည်းပဲဒီဘာဝရီယသေးကြီးဘာဝရီပုံနာကြီးကသူကရောဟိပုံနာပါပဲဆရာကြီးပါပဲတော့သူကအရွယ်ကြီးပြီမင်းကလေးကငယ်ငယ်ကလေးဖြစ်သူလည်းသာဝေကရတာနဲ့တရားရှာရအောင်လို့သူကယသိဟန်ပြုသူမှတပည့်ကြီး16ယောက်ရှိဒီတပည့်ကြီး16ယောက်ကလည်းပဲအကုန်လုံးသူ့နောက်လိုက်ပြီးတကားလားယသိဟန်ပြုကြအဲဒီလိုပြုရကနေပြီးတော့နောက်ခါတော်ရောက်တဲ့ခါကျတော့မြို့နဲ့ဝေးဝေးသိဉ္ညာရမှနေခြင်းနဲ့ဆိုတော့သေရဏီကောသလမင်းကြီးကသူ့ဆရာကြီးကိုသိဉ္ညာရအမတ်တွေလိုက်ပြီးတော့ရှားပြီးတော့ပို့ခိုင်းတော့ကောသလအတိုင်းဆိုတာအိန္ဒိယထဲမှာမြောက်ပိုင်းကြပါတယ်မြောက်ပိုင်းဟိမဝန္တာနဲ့နီးပါတယ်အဲဒီကနေပြီးတောင်ဘက်ထွဲပြီးတော့သွားတော့ဂောရာဝရီမြစ်ဆိုတာရှိတယ်ဒီပုံနဲ့ပါပါတယ်ဂောရာဝရီမြစ်တနေရာမှာမြစ်ခွဲမှာကျွန်းလေးတစ်ခုဖြစ်နေတယ်ဘုံလူစနာတော့ရှိတယ်အဲဒီမြစ်ခွဲနေရာကိုရောက်တဲ့အခါကျတော့ဒီကျွန်းလေးမှာသဘောကျလို့အဲဒီမှာအနီးပါးကတိုင်းနိုင်ငံနှစ်ခုနေစားလည်းဖြစ်နေတာတိုင်းနိုင်ငံနှစ်ခုကမင်းများကိုပန်ကြပြီးတော့ဒီနေရာမှာရသေးအကြောင်းဆောက်တည်တော်ပြီးတော့သာသနာ့ဘဘုရားမပွင့်သေးပဲဟာကိုဒီကာလမှာဘုရားမပွင့်သေးတော့သာသနာ့ဘတရားတွေသူတို့အားထုတ်နေမှာပေါ့သမထတွေအားထုတ်အဲဒီလိုအားထုတ်ပြီးတော့နေကြဘာဝရိယသေးကြီးသူတပည့်ကအဇိဒအစာရှိသောယသိကြီး36ယောက်ပညာရှိကြီးတွေပဲဒီပညာရှိတွေတယောက်မှလည်းပဲတပည့်ပေါင်း1000စီရှိတယ်လို့ကျမ်းဂန်ကဆိုပါတယ်အများကြီးပါပဲယသိတွေဘုရုံးမှာတော်များပါပဲအမှန်ကြီးကျယ်မဲ့ယသိကျောင်းလိုက်ကြီးပါပဲအဲဒီတော့နေရာမှာဒီပါဝန်းကျင်မြေတွေလည်းပဲတိုင်းနိုင်ငံတစ်ခုကနေပြီးတော့သူတို့ဘုရုံးကလည်းပဲသာသနာမြေလို့ဆိုရမှာပေါ့သူကယသိတွေတူထားတယ်9ယူဇနာလောက်ရှိတယ်တဲ့ယသိတူထားတဲ့နယ်ပယ်က9ယူဇနာဆိုတော့ဒုယူဇနာကို10မိုင်ဆိုလို့ရှိရင်5လီမိုင်30လောက်ရှိတာပေါ့နယ်တစ်ခုပဲတော်တော်ကျဲနေတာပဲအဲဒီနယ်မြေထဲမှာလေယာလောက်ကင်ပြီးတော့စားတော့တဲ့လေသမားတွေယာသမားတွေကိုင်းသမားတွေရှိကြဒီပုဂ္ဂိုလ်တွေကချိန်တန်တဲ့ခါကာလကျတော့နိယာဖြစ်တဲ့မင်းစီကိုသွားပြီးအခွန်ဆက်ကြခွန်ဆက်တော့အဲ့ဒီမင်းကနေပြီးဟာဒီမိကသာသနာမြေပဲတဲ့သူနဲ့မဆိုင်ဘူးတဲ့ဟိုရေသေးကြီးပဲလူကြဆိုပြီးတော့ရေသေးကြီးကိုလူကြတစ်နှစ်ကိုခွန်တစ်သိန်းရတယ်လို့ဆိုပါတယ်အဲ့ဒီခွန်တစ်သိန်းရတာတွေကိုရေသေးကြီးကဘာလို့ပြည့်တယ်လဲဆိုတော့သူကလှူထားပြစ်ပါတယ်သူကလည်းပဲရေသေးကြီးအမနာကောင်းတဲ့ရေသေးကြီးပဲအကုန်လုံးလှူတာသူကလာသမျှတွေဆင်းရဲသားတွေအကုန်လုံးလှူအကုန်လုံးလှူဒီနေ့တော့အခါကာလကျတော့လူကလည်းပြီးလူတို့ကလည်းပြီးသွားပြီတဲ့လူကပုံနာတယောက်ကရောက်လာတယ်တဲ့လူကပုံနာတယောက်ကရောက်လာပြီးတော့ဘာဝရရေသေးကြီးနဲ့တွေ့ကျင်ပါလေပြောတော့တွေ့ဘာလို့လာတယ်လဲဆိုတော့ဒီလူကလာတယ်တဲ့ရေသေးကြီးကဘာဝရရေသေးကြီးကအမနာရဲရောသရာတရားနဲ့လှူတယ်ဆိုလို့တဲ့ပစ္စည်းတွေလူဝတ္ထုတွေကလည်းလုံးနေလို့လာပြီးလူခါမှာတယ်ဆိုတော့ဟုတ်တယ်တဲ့လူသားလည်းပြီးသွားကစားပဲရှိသေးကုန်းနေပြီတဲ့ကိုလူစရာဝတ္ထုကမရှိတော့ဘူးလို့သူကပြောတာကိုဒီနေ့တော့မရှိတော့ဘူးနောက်တစ်နေ့တော့ဖြစ်ရင်အချိန်လာလို့ရှိရင်ပြန်လှူနိုင်ပါတယ်အခုတော့လူစရာကုန်းသွားပြီပြောတော့
လူကပုံနာကမကျင်းတော့လူကပုဂ္ဂိုလ်ကမဲ့သူလာပြီးလူကရမှာမရရင်တိတ်သဘောမကျဘူးသူစားရမှာသူကလူတဲ့ပုဂ္ဂိုလ်ကစေတနာကောင်းကောင်းနဲ့လူနေလူစရာမရှိတော့မလူနိုင်ဘူးဆိုပေမဲ့လို့လူကပုဂ္ဂိုလ်ကသူကရမှာပဲသဘောကျမရရင်သဘောမကျသဘောမကျတော့ဘယ်နဲ့လို့သလဲဆိုတော့ဒီလိုဆိုလို့ရှိရင်တော့လူကလာတာတင်မလူဘူးတဲ့ဒီပုံသားကြီးအသေးကြီးမလူဘူးတဲ့မလူလို့ရှိရင်တော့ကြည်သေးရမယ်ဆိုပြီးတော့ကြည်သေးတာကိုအိန္ဒိယမှာထုံးတာရှိတယ်လို့ပြောတယ်အခုလည်းပဲလုပ်တယ်လို့ပြောတယ်သာဓုတွေကလုပ်တယ်လို့ပြောတယ်လူခံလို့မရလို့ရှိရင်အဲဒီလိုပဲကြည်သေးတာပဲတဲ့လူတွေကကြောက်ကြတယ်သူကဒီနေ့ကလည်းအိန္ဒိယမှာတော်တော်နေလာတဲ့ဥဒ္ဒရာကပြောတယ်ကလမာကြီးတယောက်ကသူပြောတယ်ရှင်ဗျာတပည့်တော်ဒုက္ခရောက်နေလို့ကဲပါဦးဘာဖြစ်လို့ဒီလိုပဲလို့ဟိုမှာသာဓုတယောက်ကလာပြီးတော့သူ့ကိုလူခန္ဓာသူကတော်တော်များများလူခန္ဓာနဲ့တူပါရဲ့ဟိုကငါးချက်လူတယ်ဆိုမယူနိုင်ဘူးဆိုပြီးယူနိုင်မှုဆိုပြီးဒါဖြင့်နင်တို့ငါလူခန္ဓာတော့မလူတော့ရှိလာလားဆိုပြီးတော့ကျင်သေးသွားတယ်နင်သားလည်းပဲတဲ့ဒုက္ခရောက်ပါစေဆိုရပြင်းမှုတာလေးသိပါစေနင်ယောက်ျားလည်းဘာဖြစ်ပါညာဖြစ်ပါစေကြည့်ကလောက်သွားတယ်ဆိုတာပေါ့လောက်သွားတယ်ဆိုတဲ့အတိုင်းကားလျော်စာပေါ်လေသာသူလို့ဖြစ်တာဟုတ်ချင်မှလည်းဟုတ်မှာပါအကြောင်းမသိရင်တော့အဲ့ဒါသူလင်ရောသူသားရောဒုက္ခတွေရောက်ကြကြတယ်သူစားအင်းမှာရောက်ပြီးတော့လည်းအဲ့ဒါဖျားတယ်တတိတော့ကဲပါဦးဒီဥစ္စာကျွလို့အောင်ဘယ်နဲ့လို့ပါမလို့သူပြောတယ်တဲ့ဝိသုဒ္ဓသူလည်းဘာမှမလုပ်တတ်ပါဘူးဆိုတော့မမဘုံကြီးဆိုတော့နည်းနည်းအစွန်းစားပြရှိမလားလို့အာကိုးချတာဟုတ်လေသူစားဘာမလို့သူကအခုလည်းပဲရှိတယ်သူသာဓုတွေကအဲ့တော့အဒီပုံနာကလည်းဒီသာဓုမျိုးနေမှာဘောသူကကျင်းစေတဲ့နွားချီတွေယူလာရေလေးတွေနဲ့ယူလာပြီးတော့ရေနဲ့ပဲနွားချီနဲ့သုံးခြေထောက်တွေပါတယ်ကိုလက်တွေပါတယ်ပို့ပြူခြေထောက်ခြေလန်းတဲ့9လမ်းလောက်လှမ်းလိုက်ခြေတိုးလိုက်နောက်ဆုပ်လိုက်ပေါ်လေသာအဲ့လိုလုပ်ပြီးဒီကလာသူဘေးရာအန္တရာယ်တွေသိပါစေဆို9ရက်မြောက်တဲ့ခါကာလကြလို့ရှိရင်ဖြင့်သင်္ဘာဝရီပုံနာကြီးဤကောင်း9စိတ်ကွဲပြီးပြကြပါစေဆိုပြီးသူကျင့်သေးတော်တာကိုပုံနာကြီးကတော်တော်စိတ်မချမ်းသာဖြစ်အစတုန်းကသူတရားနဲ့သူသမထတရားတွေပွားများအားထုတ်နေတာတဲ့တရားထဲမှာသူစိတ်မဝင်စားနိုင်ဘူးတဲ့တကားတို့ရဟုတ်လားသူကဟုတ်တယ်စိတ်မချမ်းတဲ့လူဆိုတာစိတ်မချမ်းသာအောင်လုပ်ဖို့ရတော့လွယ်တယ်လူတရားကိုစိတ်ချမ်းသာအောင်လို့ကောင်းစားအောင်ကြီးပွားအောင်လုပ်ဖို့ရဆိုတော့မလွယ်ဘူးမကောင်းအောင်လုပ်ဖို့တော့တော်တော်ကိုလွယ်တယ်သူကအဲ့ဒီလိုလုပ်တော့ပုံနာကြီးမှာတခါတည်းစိတ်မချမ်းသာဖြစ်ပြီးတော့စိတ်ညစ်ပြီးတော့အဲ့လိုစိတ်ညစ်ပြီးတော့နေတော့ပုံနာကြီးရဲ့သေးကြီးရဲ့အကျိုးကိုလိုလားတဲ့နတ်တယောက်ကကိုထင်ရှားပြပြီးတော့လာပြောသင်ရသေးကြီးစိတ်မညစ်နဲ့စိုးရင်ကြမရှိပါဘူးဒီချိန်ကျဲသွားတဲ့အလှကံပုံနာဟာသူဘာမှသိတာမဟုတ်ဘူးကောင်းဆိုတာလည်းသူမသိဘူးကောင်းပြကြတယ်ဆိုတာလည်းသူမသိဘူးအလကားပါပဲစိုးရင်ကြမရှိပါဘူးလို့ပြောတော့ဒါတော့ပုံနာကြီးအနေနဲ့သဘောကျရသေးကြီးအနေနဲ့သဘောကျတာလူစင်တော်သေးရဲ့ဒါဖြင့်အသင်နာတော့အသင်နာတော့သိသလားကောင်းဆိုတာပါတော့ကောင်းပြတာဆိုပါတော့သိသလားသူလည်းမသိဘူးတဲ့နတ်ကသူလည်းမသိဘူးတော့သိတဲ့ပုဂ္ဂိုလ်များပဲရှိပါတော့သိတဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့အခုလောကမှာဘုရားဆိုတာပွင့်နေပြီဘုရားလောကေသမုပ္ပါဏဟိတယသဗ္ဗပါဏိနံလောကီလောကနဲ့ဘုရားသစ္စာလေးပါးတရားသိခြင်းဘုရားရှင်သည်ဘာဝပါဏိနာလုံးသောသတ္တဝါအပေါင်းတို့ဟိတယအကျိုးစီးပွားလုံးငါသမုပ္ပါနောပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေသည်လောကမှာဘုရားဆိုတာပွင့်ထွန်းပေါ်ပေါက်နေတယ်အဲဒီမြတ်စွာဘုရားဖြင့်ကောင်းဆိုတာလည်းသူသိတာပဲကောင်းပြတယ်ဆိုတာလည်းသူသိတာပဲအဲ့ဒါလည်းသူအကုန်လုံးနားလည်ပါတယ်ဘယ်မှာနေပါသလဲလို့ဆိုတော့ခုနေခါမှာဆိုရင်သာဝတိကြီးဇေရဝံကျောင်းတော်မှာသတင်းသုံးလျက်ရှိတယ်လို့အဲ့ဒီလိုနတ်ကပြောသွားတော့ဒါဖြင့်ဘုရားပွင့်တယ်ဆိုတော့ရှေးကလည်းပဲဒီပုံနာကြီးနဲ့ဒီတကြီးတွေကပါရမီရှိခဲ့တဲ့ပုဂ္ဂိုလ်သာသနာဘုရားလက်ထဲကလေးကဒီသာသနာဘုရားသာသနာတော်မှာတရားတွေကိုနာကြားကျင့်သုံးလာခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့
တဲ့ကျွတ်ကျွတ်ကနေပုဂ္ဂိုလ်တွေပါရမီရှင်နေပါပဲအဲ့တော့ဘာဝတိဘုံသားကြီးကအသက်ဘယ်လောက်ရှိပြီတော့ဆိုတော့အသက်120ရှိတယ်တကားတို့ရဟုတ်လားအသက်120နော်ဘာဝတိဘုံသားကြီးအသက်120ရှိအဲ့တော့သူကိုယ်တိုင်ကတော့မသွားနိုင်ဘူးဘောကြီးနေပြီဟာကိုအဲ့ဒီမြေပုံသားလေးတဲ့ပုဂ္ဂိုလ်ဆိုရင်တော်တော်ဝေးတယ်ဆိုတာသိမှာပါအိန္ဒိယတောင်ပိုင်းဟိုသမုဒ္ဒရာနာရောက်နေပြီပင်လယ်ကမ်းနာရောက်နေပြီသူကသူဂိုရာဝတီဟိုမြစ်ကအဲ့ဒီမြစ်မှာရှိတယ်ဟိုသာဝတိပြည်ဆိုတာအိန္ဒိယမြောက်ပိုင်းမှာတော့ဝေးပါတယ်ခုကလာယထာနဲ့သွားတောင်မှမိသားနဲ့တောင်နေချင်းမရောက်ဘူးဘုန်းကြီးများလည်းသွားဘူးတယ်အဲဒီကနေပြီးတော့မိသားနဲ့သွားတော့2ရက်လောက်သွားမှဗာရာဏသီရောက်တယ်ဗာရာဏသီကနေပြီးတော့ဟိုသာဝတိဆိုတာနည်းနည်းလေးဝေးသေးတယ်သွားတယ်အဲဒီတော့တော်တော်ဝေးပါတယ်ယထာနဲ့တောင်တော့သွားနေတာနာဝေးကြီးပါအဲ့တော့သူကိုယ်တိုင်မသွားနိုင်တော့သူတပည့်ကြီးတွေလို့တဲ့ဟေးအဇိဒအစာရှိတဲ့တပည့်ကြီးများတဲ့အရာပွင့်ပြီလို့ဆိုတယ်တဲ့ပြီးတော့မင်းတို့ညဇာပြဒံသွားကြငါကိုယ်တိုင်တော့မသွားနိုင်ဘူးမင်းတို့သွားကြမင်းတို့သွားပြီးတော့စုံစမ်းကြနော်ဘုရားဟုတ်ကြောင်းမို့ကြောင်းဘယ်နဲ့သိရမလဲလို့ဆိုတော့ဘယ်နဲ့သိရမလဲလို့ဆိုတော့တို့ဗေရင်ကြားနေမှာရှိတာပဲတဲ့ဘုရားလက္ခဏာတွေ32ပါးတဲ့ကြားမှတဲ့လက္ခဏာတွေကြည့်ပါလေအဲဒီလက္ခဏာတွေကြည့်ဖို့တဲ့ဒီလက္ခဏာတွေနဲ့ပြည့်စုံလို့ရှိရင်ဘုရားဖြစ်တာပဲလက္ခဏာမပြည့်စုံရင်ဘုရားမဖြစ်ဘူးအဲဒီလိုဘုံနာကြီးအသူတပည့်တွေကိုသူသင်ပေးထားတဲ့ဝေရာကျမ်းဗေရင်ကြားနေညွှန်ကြားပြီးတကလားပြောပြီးတော့ရောက်တဲ့အခါကျတော့ဘုရားဟုတ်မဟုတ်ဆိုတာဒီစိတ်ကူးနဲ့မေးရမယ်မေးတာသိလို့တဲ့အချက်တွေစိတ်ကူးနဲ့မေးမနတာရေးပါဘုစတာတဲ့မနတာရေးပါစိတ်ပြင်တာလေမေးကြတဲ့အကယ်၍ဘုရားစင်စစ်ဖြစ်ခဲ့လို့ရှိရင်အလုံးစုံသောတရားတွေသိရမယ်အလုံးစုံသောတရားတွေသိတော့ဒီမြတ်စွာဘုရားကသင်တို့စိတ်ကူးနဲ့မေးတဲ့ဥစ္စာတွေကိုမဇ္ဇကနှုတ်နဲ့ဖြစ်ကြပါလိမ့်မယ်ဒါဘာတွေမေးရမလဲဆိုလို့ရှိရင်သင်တို့ရှင်းဥစွာကတော့ဆရာဖြစ်တဲ့ဘာဝရီပုံနာကြီးရအသက်ဘယ်လောက်ရှိပါလဲသာမေးပါတယ်ဒါဒီပုံနာကြီးမှာထူးခြားတဲ့လက္ခဏာဘယ်နှခုရှိသလဲအဲ့ဒါမေးပါတယ်ပြီးတော့ဒီပုံနာကြီးဟာဘာတွေကိုတတ်တယ်လဲသာမေးပါတယ်ဒီပုံနာကြီးဟာတပည့်တွေဘယ်လောက်ရှိသလဲသာမေးပါတယ်အဲ့ဒါတွေမေးပြီးတဲ့ခါကျတော့ဥက္ကောင်းဆိုတာကဘယ်ဟာလဲခေါင်းပြတ်တယ်ဆိုတာကဘယ်ဟာလဲဘယ်ဟာလဲအဲ့ဒါတွေမေးပါစိတ်ကူးနဲ့မေးဖို့ဟုတ်လားတကားတို့စိတ်ကူးနဲ့မေးဖို့ရတယ်ဘုရုံးကဖျားဆိုတော့လေကိစ္စမရှိဘူးပေါ့ဘုကလာဘုန်းကြီးများလာပြီးစိတ်ကူးနဲ့မေးဘယ်သိမလို့တကားတို့ဟင်တချို့ကဒီလိုအောက်မေ့ပြီးတော့ဘုန်းကြီးလည်းစိတ်ကူးနဲ့သီးကောင်းသိနေမယ်အောင်မယ်တချို့ကလာမေးနေတယ်မေးမယ်အဲ့ဒါတော့မဖြစ်နိုင်ဘူးဒီဥစ္စာတော့ဟိုမှာဖျားမဟုတ်ဘူးလားစိတ်ကူးနဲ့မေးရအဲ့ဒါပြောလိုက်တော့တခါလဲဇိဒသိဒ္ဓမေတရားအစရှိတဲ့ခေါင်းဆောင်ရသေးကြီး36ယောက်တကြီးတွေက1000စီရှိတယ်လို့ဆိုတာပြီးတော့16000ဖြစ်နေတာပေါ့ဟုတ်လား1000ဆိုတော့16000မို့လား16000များတော့များတယ်နော်ဒါပေမဲ့လို့သူကြားနေကဆိုတဲ့အတိုင်းပြောရတာပဲသူကခဏနေတော့များတယ်အိန္ဒိယကတော့လူတွေတော့ပေါ်တယ်လို့အဲ့တော့ရသေးပေါင်း16000ဘုရားစီကိုဖူးမြော်ဖို့ရလာကြတယ်တဲ့ဒီတောင်ပိုင်းကနေပြီးတော့စင်တိုင်းအလေကျောကဖြတ်ပြီးတော့ခုယထာလန်းအတိုင်းလိုပါပဲသူထဲမှာစင်နေပါတယ်အလကအတကတိုင်းကနေပြီးတော့အလကတိုင်းအလကကနေပြီးကလာဒီဝိရိတဂီရီတို့ဝိရိတဂီရီတို့ဘုညာလျောက်ပါတဲ့ဆာကြီးတို့ဆိုတာဒီဘက်ကနေပြီးတော့ဟိုဝိန္ဒိယတောင်တန်းကြီးကိုဖြတ်ပြီးတကားတော့သူတို့လာတာကိုအဲ့ဒီကလာပြီးတကားတော့ကောတာမီကုရထားလာကလည်းအဲ့ဒီလိုပဲထားလာအဲ့ဒီလိုပဲအဲ့ဒီလိုင်းလိုပဲကြည့်နေတယ်ကောတာမီကနေပြီးတော့ကိုနောက်ကိုဗာရာဏသီရောက်တယ်ဗာရာဏသီကနေပြီးတော့သာကေတကနေပြီးသာဝတိရောက်အဲ့ဒါသူတို့ရေသေးကြီးတွေလာတော့လမ်းကမြို့တွေရွာတွေကပုံကိုယ်တွေထူးထူးဆန်းဆန်းဆိုတော့မေးကြတာပေါ့လေ
ဒီအစုကိုကြီးနေဆိုတော့ဘယ်ကြွကြမလို့လဲဟိုခါတော့မှရသေးပဲကိုယ်ကိုရတာကိုဒီပဲရှိတာပဲမောများဆုံးကဘုရားပွင့်မှအဲ့ဒီရက်ကလူတွေကမသိကြသေးဘူးမသိကြသေးတော့မေးကြတော့မြတ်စွာဘုရားဆိုတာပွင့်တော်မူတယ်တဲ့ကပိလိုပြည်ကဘာကွင်မျိုးဖြစ်တဲ့ဘောရမဘုရားဆိုတာပွင့်တော်မူတယ်လို့သူတို့သတင်းကြားအဲ့ဒီဘုရားစီဘုရားဘူးသွားမလို့ဆိုတော့လူတွေကလည်းပဲအဲ့ဒီဘာမေရှိတဲ့ပုဂ္ဂိုလ်တွေကတခါတည်းလိုက်လာကြတယ်တဲ့ဘုရားဘူးဟုတ်လားအခုကာလဘုန်းကြီးတွေဘုရားဘူးလာတယ်ဆိုရင်နောက်ကတရားဓမ္မတွေပါလာကြတယ်မဟုတ်လားအဲ့ဒါလိုဘောသူစားမှာတရားဓမ္မတွေပါတယ်ဘုရားဘူးဘုရုံးကဘုရားဘူးဆိုတာဟုတ်ကိုကူရတာအဲဒီကနေပြီးတော့တစားတစားနဲ့တည်းပြိဿတွေမနေဘူးလို့ဆိုတာပဲစာစုနဲ့ဆိုတော့အမှန်များပါတယ်များလည်းများပြရှိပါတယ်သူကဟိုခေတ်တုန်းကအမှန်များမှာပါပဲအဲလိုပြိဿတွေအစုဝေးကြီးနဲ့အများကြီးလာတော့မြတ်စွာဘုရားကဒီသာဝတိပြည်မှာတွေ့ဆုံဖို့ရတော့မတော်ဘူးပြီးတော့သူတို့လည်းပဲအိန္ဒြေမရင့်ကျက်သေးဘူးဘုရားကတရားဟောလို့ရှိရင်အိန္ဒြေရင့်ကျက်တဲ့အချိန်မှာဟောတယ်ဟုတ်လားကတော့အိန္ဒြေမရင့်ကျက်သေးခင်သွားပြီးတော့ဟောလို့ရှိရင်ဖြင့်သူ့သာတရားလူကမရနိုင်ဘူးဘာနဲ့အတူနေတယ်လဲဆိုတော့သစ္တိဟာမမှဲ့သေးခင်ကိုခွဲစားလို့ရှိရင်ဖြင့်သူအရသာမကောင်းဘူးလားဟမ်သူမှဲ့တဲ့အချိန်ကိုခွဲစားမှသူကောင်းတယ်သစ္တိကမှဲ့မှာမှဲ့အောင်စောင့်မှာမမှဲ့ခင်အနုကိုသွားပြီးတော့ခွဲစိတ်စားလို့ရှိရင်ခြူရတဲ့သစ္တိလည်းမခြူဘူးစိတ်နာတဲ့သစ္တိလည်းမစိတ်ဘူးအချိန်ကြတဲ့အခါကာလကြတော့ကိုခွဲစိတ်စားလိုက်လို့ရှိရင်ဖြင့်အဲ့ဒါအချိုးတဲ့ခွာသည်လို့ဖြစ်သင်္ဘောသည်ဖြစ်ဘာဖြစ်ပေါ်လေဒီပြီးရအဲ့ဒါလိုပဲသတ္တဝါတွေမှာလည်းမြတ်စွာဘုရားကတရားဟောတဲ့အခါမှာပါရမီဣန္ဒြေတွေရင့်ကျက်ပြီးတော့နေတဲ့အချိန်မှာဟောလိုက်တော့တရားဟာများများမဟောရဘူးတူတူလေးနဲ့ပြီးတယ်တကတူရဟုတ်လားဘုန်းကြီးများတော့ရင့်တာမရင့်တာတွေမသိဘူးဒီလိုဟောရတာပဲဒီလိုပဲသို့တော်လည်းပဲတော်တော်ပါတယ်တရားနာလာတဲ့ပုဂ္ဂိုလ်တွေများသောအားဖြင့်ရင့်တဲ့ပုဂ္ဂိုလ်တွေလားမရင့်တဲ့ပုဂ္ဂိုလ်တွေကတရားကိုမနာနိုင်ဘူးတကတူရဟုတ်လားတရားနာကိုမလာနိုင်ဘူးမရင့်တာနဲ့ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကတရားနာပြီးတရားလာပြီးတော့နာကြတယ်ဒါတော့တရားဟောလိုက်လို့ရှိရင်ဖြင့်တရားနာတဲ့အတွင်းမဲ့ချို့တရားတရားတွေတိုးတက်ပြီးတရားအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဉာဏ်လွယ်တဲ့ပုဂ္ဂိုလ်တွေအမြောက်များပေါ်ပါတယ်ပေါ်တဲ့တိုင်းလည်းသူတို့တရားထုတ်ပြီးဒီနေ့ကျတော့တရားရတာတွေကိုခံစားရလို့ဒီလိုပုဂ္ဂိုလ်တွေအမြောက်များတွေ့ရပါတယ်ဝန်သားပြကောင်းပါတယ်ညဇာပြားကဒီပုဂ္ဂိုလ်တွေဒီအသေးတွေကအိန္ဒြေမရင့်ကျက်သေးဘူးဆိုပြီးတော့တဖြည်းဖြည်းနဲ့အတွေ့မခံသေးဘူးသာဝတိကနေပြီးတော့မြတ်စွာဘုရားကပိလိုကြွကပိလိုကနေပြီးကုသနာယုံကြွကုသနာယုံကနေပြီးတော့ဝေသာလီကနေပြီးတော့ရာဇုကနေပြီးတော့အဲ့ဒီမှာရာဇုအနီးမှာကိုယ်ရင်းရှိပါတယ်ပါဒနာစေရိယဆိုတဲ့တောင်းဌာနရှိအဲ့ဒီမှာရောက်တယ်တဲ့အသေးတွေလည်းနောက်ကတည်းကသာဝတိရောက်တော့မေးကြည့်တော့မြတ်စွာဘုရားဘယ်ကြွတော့ကပိလိုကြွတယ်ကပိလိုလိုက်ကပိလိုရောက်တော့မေးကြည့်တော့ဘယ်ကြွတယ်ကုသနာယုံကြွတယ်အဲ့ဒီကဘယ်ကြွတယ်ဝေသာလီအဲ့ဒီကဘယ်ကြွတယ်ဆိုတော့အစဉ်တိုင်းလည်းတော့ရာဇုကနေပြီးတော့ဒီမှာပါဒနာစီရီကြတော့မှဒီမှာမိတာကိုမြတ်စွာဘုရားလည်းဒီမှာသံဃာပရိသတ်တွေနဲ့တရားဟောနေတော့အဇိဒကောင်းဆောင်တဲ့ယသိဆရာကြီးက16ယောက်ဟုတ်လားတကားတို့ဘယ်နှစ်ယောက်တော့ယသိဆရာကြီး16ယောက်တပည့်ကသူတို့တယောက်မှတပည့်1000စီပါတယ်တကားတို့ဟုတ်လားဒါတော့16000ပေါ့နောက်ကလမ်းကနေပြီးတော့လမ်းကြုံလို့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားဖူးဖို့တရားနာဝဲလိုက်လာတာတွေကလည်းအမှန်တရားများတယ်လို့ဆိုပါတယ်ဘယ်တော့ရလို့ကနားမရှိဘူးဒါကတော့အဲ့ဒီပုဂ္ဂိုလ်တွေစုတယုံကြီးတခါလဲမြတ်စွာဘုရားဟိုမှာရဟန်းသံဃာတော်တွေတရားဟောပြီးတော့နေတော့ရောက်လာကြတာဟုတ်တခါတူဟုတ်လားဒါတော့မြတ်စွာဘုရားကတရားဟောနေပုံနဲ့ရဟန်းတော်တွေကလည်းအဲဒီတော့ကရဟန္တာတွေလည်းပဲရှိမှာတခါတူဟုတ်လားရဟန္တာတွေလည်းပဲရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့အဲဒီလိုရဟန္တာတွေလည်းအများကြီးရှိမှာပါပဲအနာဂါတွေလည်းရှိမှာပဲသရဂါလည်းရှိမှာရှင်အာနန္ဒာတို့လိုသောတာပန်တွေလည်းရှိမှာပေါ့တခါတူအဲဒီသံဃာတော်တွေပုရုဇဉ်တွေလည်းရှိမှာပါပဲပုရုဇဉ်တွေလည်းရှိမှာအဲဒီမှာတရားနာနေပုံနဲ့သိအာယုံပြုဖို့တခါတူဟုတ်လားဒါပြုကြီးညိုစရာသိကောင်းတဲ့စိတ်ထဲမှာမှားကြည့်လိုက်လို့ရှင်ဟိုမှာမြတ်စွာဘုရားကတရားဟောရဟန်းတော်တွေကတရားနာလို့နေကြတာရသေးတွေကလည်းတရားလိုလားတဲ့ရသေးတွေကလည်းပဲအမှန်ခီးဝေးကြလာတယ်နဲတာမဟုတ်ဘူးမိုင်မောင်း1000မကဘူးတကားတို့ဟုတ်လား
မိုင်မောက်2000 3000လောက်ရှိပါလိမ့်မယ်သူတို့လာတဲ့ခီးအဲ့ဒါဒီခီးတွေလမ်းလျှောက်လာကြတာနည်းနည်းတော့တရားတရားမဟုတ်ဘူးအခုကာလဒီလိုတရားနာလာနိုင်မလားတကတို့ကအခုတည်းဟိုတဲ့အဲ့ဒီမိုင်2000 3000မပြောနဲ့တော့50မိုင်တော့လာဖို့သိမလွယ်ဘူးတကတို့အခုယထာတွေပါနေနဲ့မို့နည်းနည်းလာကြပါတယ်ဒါပေမဲ့လို့လမ်းခီးတာလျှောက်လာမယ်ဆိုလို့ရှိရင်10မိုင်လောက်15မိုင်လောက်လာဖို့ကသိမလွယ်ဘူးဆိုတော့လည်းပဲချွတ်ချွတ်နေရတယ်လာကြတယ်ဘုန်းကြီးတော်စီဟိုအထက်မှာသွားပြီးတရားဟောလာရှာကြတယ်ဟိုကောလင်းတို့ဝန်းသူတို့မှာသွားဟောတော့လာကြတယ်ဟိုတော်ယူတောင်ကြားကလာရှာကြတယ်ထမ်းပိုးလေးတွေနဲ့သူတို့ဘယ်လိုလာရတော့ငွေကြီးတော့လမ်းမှာသူတို့တချို့ကတညအိတ်လာတယ်တချို့က2ည3ညအိတ်လာတယ်ဆိုတဲပြီးတော့တရားဖြစ်เสียကောင်းတာတော့ဘုန်းကြီးအများကြီးဝန်တာတယ်ဟိုတော့တော့တရားလူလာတဲ့ပုဂ္ဂိုလ်တွေရှိကြရသေးတယ်တော်တဲ့ကပုဂ္ဂိုလ်တွေကလည်းထမ်းပိုးလေးတွေနဲ့စားကြလေးတွေထမ်းပိုးလာတာသူကလမ်းမှာ2ည3ညအိတ်ပြီးလာကြတယ်သူအဲဒီလိုလည်းပဲနည်းနည်းပါးပါးတော့ရှိပါတယ်အခုဒီရသေးတွေကတော့မိုင်ပေါင်း3000လောက်တကယ်အမနာဝေးကြလာပြီတရားနာကြတာကိုဒါတော့တရားတွေနဲ့စလို့ရှိရင်အခုကလာတရားနာတဲ့ပုဂ္ဂိုလ်တွေမသက်သာဘူးလားတကတို့တရားတွေနဲ့စလို့ရှိရင်တော့တရားဟာအမနာကိုနာလိုက်နေတာအခုသက်သက်သာလေးတကတို့အခုဒီဘဂိုးကဆိုလို့ရှိရင်လေဘဂိုးမျိုးတွေကလာပြီးတော့အခုမျိုးတော်ခါမှဆိုတော့အခုဒီလာလို့သွားလို့လည်းအမနာလွဲပါတယ်ညီထားတွေကလည်းပေါ့လမ်းလျှောက်လာလည်းသိမွေးဘူးအမနာလာကြကောင်းတာဘောတကတို့ဟင်ဒါတော့မှပြိဿကတော့သိမပြဘူးတော့နဲတော့နဲသူကတရားကြုံညာတဲ့ပုဂ္ဂိုလ်ကလည်းသိပြီးတော့သမီးတူလားမနှလို့လားပြောတာတရားကြုံညာတဲ့ပုဂ္ဂိုလ်တွေကလည်းဘယ်စကုတ်ကြုံညာတော့မကောင်းဘူးထင်တယ်ဟမ်ဘယ်စကုတ်ကြုံညာကအတိအမှုတွေပါနဲ့သိကောင်းတယ်သူစားဟိုမှာကလေးတွေပါတယ်ညာသိသဘောကျတယ်ဟိုဒီနေ့ဆိုပြေးကုန်ကြပြီတကလည်းတရားကြုံညာအဲ့ဒါတော့ကောင်းမှုမပေါ်ဘူးလူတွေတဲမသိဘူးနဲ့တူသိလာကြမှာပါအရင်တစ်ခါတုန်းကတရားဟောတုန်းကပြိဿတွေတော်တော်များတယ်သူဒီကတဲမများဘူးနဲ့အဲ့ဒီမြတ်စွာဘုရားတရားဟောနေတော့ရသေးတွေရောက်ပြီးတော့လာတဲ့အခါမှာအဇိဒဆိုရသေးကသူကကောင်းဆောင်ကိုသူကတောင်းငါပုဂ္ဂိုလ်ကိုဘာဝတိဆရာကြီးမှာလိုက်တဲ့လက္ခဏာတွေကြည့်တော့အကုန်လုံးကြိုက်တို့သင်ထားတဲ့ဝေရာကြရတဲ့ဘုရားဖြစ်ကြောင်းဖြစ်တဲ့32ပါးတဲ့ကျမ်းရဲ့လက္ခဏာတွေကတော့အကုန်လုံးပြည့်စုံနေတာပဲတရားတော့ဟုတ်လို့တယ်ဟုတ်လားအကဲခါတာကိုတကတို့ဟုတ်လားအကဲခါတာဟိုမှာဘုရားကိုမျက်စိနဲ့မြင်ုံနဲ့ဘုရားမှမသိနိုင်ဘူးတကတို့ရဟုတ်လားမသိနိုင်ဘူးဘုရားရဲ့ဉာဏ်တော်တွေပါလေပဲကိုယ်ပိုင်ဉာဏ်နဲ့သိတာမှမဟုတ်သေးပဲမျက်စိနဲ့မြင်ုံနဲ့သိနိုင်သို့တော်လည်းသူတို့ကအရေးနိမိတ်လက္ခဏာနဲ့ကြည့်တော့ဟုတ်လို့တယ်တဲ့ထူးတဲ့ပုဂ္ဂိုလ်သို့တော်လည်းဆရာကြီးမှာလိုက်တဲ့အတိုင်းမေးစရာဖြစ်တဲ့ပြဿနာတွေကိုစိတ်နဲ့မေးမှပဲလို့စိတ်ကူးနဲ့သူကမေးတာမြတ်စွာဘုရားကျွန်ုပ်တို့ဤဆရာကြီးဟာအသက်အရွယ်အားဖြင့်ပဲမြတ်ရှိပါသည်နီစိတ်ကူးနဲ့မေးတာကိုတကားတို့မေးတော့မြတ်စွာဘုရားဖြေတယ်သင်တို့ဤဆရာဘာဝရီပုံနာကြီးဟာဖြင့်အသက်120ရှိပြီဘုရားဖြေတာပေါ့လူတွေကအာဩနေဘယ်နဲ့လဲမေးတယ်လို့လည်းမရှိဘဲနဲ့ဘုရားဘယ်နဲ့ဖြေနေပါလိမ့်မယ်ဘသူကမေးလို့ဘယ်နဲ့ဖြေနေပါလိမ့်အာဩစရာကိုဒီမေးတဲ့ပုဂ္ဂိုလ်တဲ့ဒီဟိုတင်းတွေကယသိတွေကတော့သူတို့ကသိပါတယ်သူတို့ကတော့သိတယ်အာဟောကြမကောင်းဘူးလားအမှန်ဝန်တာမှာပါအမှန်ဝန်တာမှာတကယ်တယ်ဟိုကသူတို့ကစိတ်ကူးနဲ့မေးတော့ဟိုကရတယ်နှုတ်နဲ့ဖြေတာပေါ့သင်တို့ဤဆရာပုံနာကြီးအားတဲ့120ရှိပြီကျွန်ုပ်တို့ဤဆရာကြီးမှာထူးခြားတဲ့လက္ခဏာကဘယ်နှခုရှိပါသလဲဆိုသင်တို့ဤဆရာဖြစ်တဲ့ဘာဝရီဘုန်းသားကြီးမှာထူးခြားတဲ့လက္ခဏာက3ခုရှိသည်ဘုရားကဖြေတာ။ဘာတွေလဲဆိုလို့ရှိရင်ဒီမျက်နာနှစ်ဖူးတိုင်အောင်လို့လျှာနဲ့ထုတ်ပြီးတော့ကိုအုပ်လိုက်လို့ရှိရင်နှစ်ဖူးတိုင်အောင်အုပ်မိတယ်ဒီလက္ခဏာဒါဘုရားလောက်များလည်းဒီလက္ခဏာရှိတယ်ဘုရားလောက်များလည်းပဲဒီလိုပဲလျှာကတခါတည်းထုတ်ပြီးတော့နှစ်ဖူးတိုင်အောင်တခါတည်းအုပ်လို့ရတယ်နှစ်ဖူးတိုင်အောင်တရားကြီးအမှန်ကျေပြတဲ့တရားကြီးပေါ့ဒါကြောင့်မို့လည်းပဲတရားတွေပါတွေပေါ်နိုင်တာအဲဒီဘာဝတိဘုံသားကြီးမှလည်းဒီလက္ခဏာရှိတယ်ပြီးတော့အုံနှလုံးမွေရှင်လည်းရှိတယ်အုံနှလုံးဆိုတာအုံနလောမှာဒီမျက်တောင်နှစ်ခုမျက်ခုံးနှစ်ခုအကြားကပေါ့အလဲကောင်းမှာ
ူးနေတဲ့မွေးလေးလက်ရရဲ့လီးပြီးတော့လက်ရရဲ့လှဲ့ပြီးတော့စကြီးဟိုတဲ့နာရီတွေကစကြီးကွေလေးတွေပေါ်လို့သာဆက်ထောင်ပြီးတော့နေတာအခုဒီမြတ်စွာဘုရားရဲ့ရုပ်ပွားတော်တွေမှာလည်းပဲဒီအုံလုံးမွေရှင်လေးဆိုတာတက္ကတို့သတိပြုမိရလားရှိတယ်အဲ့ဒါလေးရှိတယ်ဘုရားလောင်းမှာလည်းပဲဒီလက္ခဏာရှိတယ်ဘုရားလောင်းလို့ပဲသူကလည်းတစ်စိတ်တစ်ပိုင်းလက္ခဏာရှိတာဒီဘာဝီဘုံသားကြီးလည်းမညံ့ဘူးသူကအဲ့ဒီလက္ခဏာကလည်းရှိတယ်နောက်တစ်ခုကတော့ဒီကောသောဟိတဝဋ္ဌကုံချဆိုတာကတော့သိပြောလို့မကောင်းအဲ့ဒီဟာလည်းပဲဘုရားလောင်းလက္ခဏာမျိုးပါပဲအဲ့ဒါလည်းပဲရှိတယ်အဲ့ဒီအင်္ဂါလက္ခဏာမျိုးသုံးခုနဲ့ပြည့်စုံတယ်ဆိုပြီးတော့မြတ်စွာဘုရားကဖြေပြနောက်ပြီးတော့ကျွန်တော်တို့ဤဆရာကြီးဟာဘယ်မန္တန်ဘယ်ကျမ်းများကိုတတ်သိပါသလဲလို့ဆိုတော့ဘယ်ရင်သုံးပုံကိုတတ်သိတယ်လို့ဘုရားကဖြေကျွန်တော်တို့ဆရာကြီးမှာသင်ကြားပြသပြီးတော့နေတဲ့တပည့်ကဘယ်နှစ်ယောက်ရှိပါသလဲပြီးတော့ဟိုခါတုန်းကသူကိုယ်တိုင်သင်ကြားပြသနေ900ရှိတယ်ဆိုတာပဲဒီပေါင်း900ရှိတယ်မြတ်စွာဘုရားဖြေသူအကုန်လုံးဖြေတွေကမှားနေဒါဟိုဗဇက်ကမေးတာမဟုတ်ဘူးသူကသိနေကြည့်တယ်မေးဟုတ်လားသိနေမေးတော့ဟိုကမြတ်စွာဘုရားကနှုတ်နဲ့ဖြေနောက်ကြတော့အရေးကြီးတာကနောက်ဆုံးပိုင်းရောက်လာမௌဒံမௌဒာနိပါတင်္စာဘာဝရီပရိပု္ပ္ပစတိမௌဒံမௌဒာနိပါတင်္စာဘာဝရီပရိပု္ပ္ပစတိဗန္ဒေရှင်ဘုရားမௌဒံစဥခေါင်းကို၎င်းမௌဒာနိပါတင်္စာဥခေါင်းပြခြင်းကို၎င်းဘာဝရီကျွန်ုပ်တို့၏ဆရာဘာဝရီပုံနာကြီးကပရိပု္ပ္ပစတိမေးမြန်းပါသည်ကျွန်ုပ်တို့၏ဆရာကြီးကဘာဝရီပုံနာကြီးကခေါင်းဆိုတာဘယ်ဟာလဲခေါင်းပြတယ်ဆိုတာကဘယ်ဟာလဲအဲ့ဒါမေးလိုက်ပါတယ်လို့စိတ်ကူးနဲ့မေးတာကိုအဲ့ဒါကိုဖြေကြပါလို့ဆိုပြီးစိတ်ကူးနဲ့မေးတော့မြတ်စွာဘုရားနှုတ်နဲ့ဖြေကြတယ်တကယ်လို့ဟုတ်လားအဲ့ဒါကိုဆောင်းမုတ်ကလေးရောက်လာပြီဒါလေးကရေးကြည့်တယ်ဒါလေးကတော့ဥခေါင်းဆိုတာဘယ်ရာကောင်းပြထားကဘယ်နည်းတွေ့လားတကယ်လို့အဲ့ဒါလေးဆိုရမယ်ဆိုပြီးတော့ဘုန်းကြီးကပြောဥခေါင်းဆိုတာဘယ်ရာကောင်းပြထားကဘယ်နည်းဥခေါင်းဆိုတာဘယ်ရာကောင်းပြထားကဘယ်နည်းဖြေကြတယ်ဝိဇာမௌဒာတိသာနာဟိဝိဇာမௌဒာတိပါတိနိသရာတတိသမာရိဟိသာနာဝိရိယေနသံယုတာအဇိတယတိအဝိဇ္ဇာကိုဝိဇ္ဇာသစ္စာ၄ပါးကိုမသိသောဝိဇ္ဇာတရားကိုမௌဒာတိဥခေါင်းဟူ၍သာနာဟိသိလေလောဝိဇ္ဇာသစ္စာ၄ပါးကိုသိသောဝိဇ္ဇာဉာဏ်ကိုမௌဒာတိပါတိနိဥခေါင်းကိုပြကြစေရသောတရားဟူ၍ဇာနာဟိသိပါလေလောအဝိဇ္ဇာမௌဒာတိဇာနာဟိဝိဇ္ဇာမௌဒာတိပါတိနိသရာသနာသမာဓိဟိသရာတရားသနာတရားသမာဓိတရားတို့နဲ့၎င်းသရာတတိသမာဓိသရာတရားတတိတရားသမာဓိတရားတို့နဲ့၎င်းဌာနဝိရိယေနဌာနဝိရိယတရားနဲ့၎င်းပါယုတာရှင်သောဝိဇ္ဇာဉာဏ်ကိုမௌဒာတိပါတိနိဝိဇ္ဇာဥခေါင်းကိုပြတ်ကြစေနိုင်သောတရားဟု၍တွင်သင်သည်ဇာနာဟိသိလေလောဒါကမြတ်စွာဘုရားဖြေကြားတော်မူပုံပါဠိနဲ့ကလေးကိုတကားတွေ့ဟုတ်လားပါဠိနဲ့ကလေးမပါဘဲနဲ့တည်းဆိုတော့ဟိုတင်အလွတ်ဖြစ်နေလို့ဇာကြီးညိုရအောင်လို့
အမှန်ကတော့ဒီဆောင်မှုထဲပါတဲ့ဥစ္စာနဲ့လုံလောက်နေပါတယ်ဆောင်မှုကအဲ့ဒီပါဠိတွေကိုနားမလည်တဲ့ပုဂ္ဂိုလ်တွေနားလည်အောင်ဘုန်းကြီးကဘာသာပြန်ထားတယ်ဆောင်မှုဆိုပေမဲ့လို့ဒီအလွတ်ဟိုစိတ်ကူးရရတယ်လျှောက်ရေးထားတာမဟုတ်ဘူးဒါကတရားတွေဘာသာပြန်နေတဲ့ဥစ္စာတရားကလည်းဂါထာလေးတွေနဲ့ဟောတယ်ဘုန်းကြီးကလည်းပဲဒီမှာဗမာဂါထာလေးတွေဘောဆောင်မှုကလေးတွေဆိုလိုကောင်းအောင်လည်းဒီမှာအဲဒီမှာသိထားပါတယ်အဲ့ဒါလေးဆိုရမယ်ဥကောင်းဆိုတာပဲရာကောင်းပြတာကပဲနီးဆိုတော့သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာဟာဥကောင်းပဲအဲ့ဒါလေးကိုဒီကဖြေထားပါတယ်ဒါလေးဆိုရမယ်ဟုတ်လားလေးပါးသစ္စာမသိတာအဝိဇ္ဇာဥကောင်းမှာဒီမှာအဓိပ္ပာယ်ပြောတယ်အဲဆိုလေးပါးသစ္စာမသိတာအဝိဇ္ဇာဥကောင်းမှာလေးပါးသစ္စာမသိတာအဝိဇ္ဇာဥကောင်းမှာသစ္စာလေးပါးကိုမသိတာအဝိဇ္ဇာတရားအဝိဇ္ဇာဆိုတာမသိတာပဲတို့ယုတ်ကတော့ဝိဇ္ဇာဆိုတာသိတာအဝိဇ္ဇာဆိုတာမသိတာဟုတ်လားတကားတို့သိတာနဲ့မသိတာပြောင်းပြန်မဲမဟုတ်လားသိတာရဲ့ပြောင်းပြန်ဆိုရင်မသိတာမသိတာရဲ့ပြောင်းပြန်ဆိုရင်သိတာဒီလိုမဟုတ်လားတကားတို့အမှောင်နဲ့အလင်းဟာပြောင်းပြန်မဟုတ်လားအမှောင်မရှိရင်အလင်းမရှိရင်အမှောင်ဒီလိုမဟုတ်လားတကားတို့ညခါကာလအခုလိုညဆိုလို့ရှိရင်ဖြင့်မီးမရှိဘူးအလင်းမရှိဘူးဆိုမှောင်းမနေဘူးလားမီးထွန်းလိုက်တဲ့အခါကာလအမှောင်တွေပြောင်းမသွားဘူးလားအမှောင်နဲ့အလင်းဟာပြောင်းမြန်မယ်အပူနဲ့အေးလည်းတူတူပဲတကားတူဟုတ်လားပူနေရင်အေးမရှိဘူးအေးနေလည်းပူမရှိဘူးပူထဲမှာအေးမရှိဘူးအေးထဲမှာပူမရှိဘူးဒါလိုပဲသိတာနဲ့မသိတာဟာပြောင်းမြန်မယ်တကားတူဟုတ်လားသိတာကဝိဇ္ဇာခေါ်တယ်မသိတာကအဝိဇ္ဇာခေါ်တယ်ပါဠိလိုမသိတာဟာဝိဇ္ဇာဘာမသိတာတော့ဆိုတော့သစ္စာလေးပါးအမှန်တရားတွေကိုမသိတာဟုတ်လားတကားတို့သစ္စာလေးပါးအမှန်တရားတွေမသိတာကအဝိဇ္ဇာသစ္စာလေးပါးအမှန်တရားသိလို့ရှိရင်ဝိဇ္ဇာဘောတကားတို့ဟုတ်လားသစ္စာလေးပါးအမှန်တရားတွေကဘာလဲဆိုတော့ဒုက္ခသစ္စာတဲ့ဆင်းရဲအစစ်မှန်တရားသမုဒယသစ္စာတဲ့ဆင်းရဲဖြစ်ကြောင်းဖြစ်တဲ့အစစ်မှန်တရားနိရောဓသစ္စာတဲ့ဆင်းရဲခြင်းရာဖြစ်တဲ့အစစ်မှန်တရားမေဃသစ္စာတဲ့ဆင်းရဲခြင်းရာရောက်ကြောင်းဖြစ်တဲ့အစစ်မှန်တရားအဲ့ဒီသစ္စာလေးပါးတရားဒါကတော့ဒကာတို့ကြားလဲကြားဘူးနေမှာပါနှုတ်လဲတဲ့နေမှာပါဟင်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဒါနှုတ်တဲ့နေမှာပါဟုတ်လားနှုတ်တဲ့နေပေမဲ့လို့ဒီလိုရှိပါတယ်ကိုယ်ပိုင်ညာလည်းရှင်းပြီးတော့သိဖို့တော့လိုပါတယ်ဒုက္ခသစ္စာဆိုတာဆင်းရဲဆိုတာဘာတွေတုံးဆိုရင်မိမိတို့သာနာရှိနေတဲ့ယုံနာတရားတွေပဲတကားတို့ရဟုတ်လားအနာမစဲဖြစ်ပြတဲ့တရားတွေဟာဒုက္ခသစ္စာတရားတွေအဲ့ဒီဒုက္ခသစ္စာတရားတွေကိုသိရမှာကိုတကားတို့ရဟုတ်လားမြတ်စွာဘုရားဤသာသနာတော်မှာဒါတွေသိဖို့လိုပါတယ်ဖြစ်ပြတဲ့ညာသင်္ခါရဒုက္ခသစ္စာတွေဘုန်းကြီးဆောင်မှုသိရတယ်အခုဒီထဲမှာပါဘူးဖြစ်ပြနေတာတွေဟူသည်မြတ်သင်္ခါရတရားဒုက္ခသစ္စာကြီးတယ်ပဲမျက်စိကမြင်တိုင်းတကားတော့ဖြစ်ပြနေတာမဟုတ်လားမျက်စိကမြင်တာဟာမမြင်ခင်ကရှိပါမလားမြင်ပြီးတဲ့တော့ရှိပါဦးမလားဒါတော့မြင်တဲ့ဥစ္စာဟာမြင်တော့ခိုက်တာလေးပဲရှိသနော်ဒါတော့သူဖြစ်ပြတဲ့တရားမဟုတ်လားမရှိခင်ကအစတုန်းကမမြင်တဲ့တရားအခုမြင်လာတယ်ဆိုရင်ဖြစ်လာတာပေါ့တခါတို့ဟုတ်လားမြင်ပြီးတော့တခါပြောက်သွားတယ်ဆိုရင်ပြည့်သွားတာပေါ့ဟုတ်လားပြီးတော့ဒီမြင်တာဟာဒုက္ခသစ္စာမဟုတ်လားတခါတို့ဖြစ်ပြနေတာဒုက္ခသစ္စာပဲတဲ့ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာဒီကဲနားကကြားတာနားကကြားတာလည်းပဲစောစောကမကြားမိကဆိုရင်မရှိသေးဘူးမို့လားအခုဘုန်းကြီးကရွတ်လိုက်တယ်အတန်တစ်လုံးရွတ်လိုက်ရင်တခါတို့
အတန်တကူကြားသွားဟုတ်လားမရွတ်ခင်ကအတန်လည်းမရှိဘူးကြားလည်းမကြားဘူးဟောရွတ်လိုက်တော့အတန်ပေါ်လာတဲ့ကြားသွားတယ်ဒီတော့အတန်ရောကြားလာတော့ဟာစောစောကမရှိဘူးနော်အခုခိုက်တာမှဖြစ်ပေါ်ပြီးတော့လာတယ်ဟုတ်လားဖြစ်ပြီးတော့တော့သူရှိသေးရဲ့လားပျောက်သွားတယ်မို့လားအတန်လေးတစ်လုံးတစ်လုံးကြားကြပြီးချက်ချင်းပျောက်သွားမရှိဘူးနော်အဲဒီတော့ဒီဥစ္စာဖြစ်ပြနေတဲ့တရားဘောတကတို့ရဟုတ်လားအဲဒီလိုပဲအကုန်လုံးပဲမြင်နိုင်ကြတယ်နားနိုင်စားတယ်တွေ့ရှိတိုင်းကိုယ်တိုင်းစားတိုင်းလှုပ်ရှားတဲ့စိတ်ကူးစကြံစီတိုင်းဓွား6ပါးပေါ်တိုင်းတရားတွေဟာဖြစ်ပြသမျှသင်္ခါရတွေတကတို့ရဟုတ်လားအဲ့ဒါဒုက္ခသစ္စာတွေတဲ့တို့ပြီးတော့တက္ကတို့လူစုတွေကဒီဟာတွေကိုဆင်းရဲလို့မထင်ကြဘူးတက္ကတို့ရဟုတ်လားဒါတွေအကောင်းနေထင်နေကြတယ်မြင်ရတာကိုလည်းကောင်းတယ်လို့မထင်ဘူးလားအေးကောင်းကောင်းလေးတွေမြင်ရလို့ရှိရင်ကောင်းတယ်လို့ထင်တယ်ကိုမြင်တာလေးတွေမြင်ရလို့ရှိရင်ကောင်းတယ်ထင်တယ်ပွဲလာသမင်းတွေသွားကြည့်ကြတာတွေကကောင်းတယ်ထင်လို့သွားကြည့်တာမဟုတ်လားတက္ကတို့ရတို့တူပဲကြားရတာတွေလည်းကောင်းတယ်လို့ထင်တယ်ကိုကြားကျင်တာလေးတွေကြားလို့ရှိရင်ကောင်းနေတယ်လို့ထင်တယ်နားရတာစားရတာဟုတ်လားကိုစားကျင်တဲ့ရတာကောင်းလေးတွေစားရတော့ကိုကောင်းတယ်လို့မထင်ဘူးလားတက္ကတို့ရအတွေ့အထိတွေလည်းပဲဒီကောင်းတဲ့အတွေ့အထိနဲ့တွေ့ထိနေရတဲ့ကကောင်းတယ်လို့ထင်မြင်တာပဲအဲစိတ်ကူးစဉ်းစားကြံစည်နေရတာလည်းပဲကိုယ်သဘောကျတာတွေကိုလိုတိုင်းတကလည်းရှောက်ပြီးတော့ကြားနေရတာမပျော်ဘူးလားတက္ကတို့ပြောတယ်စိတ်ကူးရတာသိသဘောကျတယ်ကိုစိတ်ကူးကောင်းနေတဲ့ခါများလေနာလူကလာပြီးတော့စကားပြောကြိုက်တော့မကြိုက်ဘူးစိတ်ကူးပြတ်သွားတယ်လို့ဟမ်အဲစိတ်ကူးလည်းပဲသဘောကျတာပဲအဲဒါတော့6ပါးကဖြစ်ပြတဲ့တရားတွေဟာမြတ်စွာဘုရား၏ဒေသနာတော်အရဆိုလို့ရှိရင်ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာတွေမဟုတ်လားတက္ကတို့အခုတို့လူတွေကဒုက္ခသစ္စာလုံးမထင်ဘူးဗါတွေဒုက္ခသစ္စာတွေထင်မနေဘူးလားချမ်းသာတွေထင်နေတယ်ချမ်းသာစိတ်တွေထင်နေလို့တခါတည်းဒီတိုင်းဟာမြင်ကောင်းလေးမြင်ရအောင်ကြားကောင်းလေးကြားရအောင်နားကောင်းနားရအောင်စားကောင်းစားရအောင်တွေးကောင်းတွေးရအောင်ဒီလိုအားထုတ်နေကြတယ်မို့လားတခါတို့ရသူတဲ့ငါတခါတည်းအရင်ကြအောင်အရင်ရအောင်သူတဲ့ငါဥအောင်သူတဲ့ငါသားအောင်ဆိုပြီးတော့ဒီလိုပဲကြိုးစားအားထုတ်နေကြတယ်တခါတို့ရဟုတ်လားအဲဒီလိုအားထုတ်နေတာဘာတော့ဆိုရင်ဒုက္ခသစ္စာတွေချမ်းသာခြင်းနေတာတဲ့ဒါအဝိဇ္ဇာတခါတို့ရဟုတ်လားကဲဆိုသားမအောင်တော့ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာရီဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာရီဒါကစာရွက်ထဲမှာပါဘူးနော်ဒါအလုကလေးဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာရီကဲဆိုသားမှာဖြစ်ပြတဲ့မြတ်တရားတွေဟာဒုက္ခသစ္စာကြီးတယ်ပဲဆိုတာကမြတ်စွာဘုရားဟောကြားတော်မူတဲ့ဒေသနာနဲ့အညီကိုတကားတွေ့ဟုတ်လားလောကလူတွေအထင်မြင်တဲ့ကတော့အဲ့ဒါပြောင်းပြန်ဖြစ်လူတွေကဖြစ်တယ်ပြည့်တယ်လည်းမထင်ပါဘူးတကားတွေ့ဟုတ်လားမြင်တာတွေဟာလည်းပဲယခုမှမြင်တယ်လို့ဒီလိုမထင်ဘူးဘယ်လိုထင်နေတော့အရင်ကလည်းပဲမြင်တတ်တဲ့ငါဟာရှိနေတာပဲအရင်ကရှိနေတဲ့ငါကအခုမြင်သွားတယ်ဒီလိုထင်တယ်မဟုတ်လားတကားတို့ငငယ်လေးကစပြီးတော့မြင်တတ်တဲ့ငါဟာရှိနေတဲ့ဟိုတုန်းကမြင်တာလဲငါပဲအခုမြင်တာလဲငါပဲတယောက်တည်းပဲလို့ဒီလိုမထင်ဘူးလားလူတွေများအဲ့ဒီတိုင်းထင်နေတာပဲထို့တူကြားတာတွေနားတာတွေစားတာတွေလည်းပဲထို့တူပဲအရင်ကလည်းရှိအခုလည်းရှိနောင်လည်းရှိဖြစ်တယ်ပြည့်တယ်မထင်ဘူးတကားတို့ရဟုတ်လားဒါတွေဆင်းရဲတယ်လို့မထင်ဘူးအကောင်းနေချမ်းသာတယ်လို့ထင်နေကြတယ်ဒီတော့ကိုပဂရိပုဂ္ဂိုလ်တွေနေရာချင်းဆိုလို့ရှိရင်ဒါဒုက္ခသစ္စာကိုမသိတာမဟုတ်လားတကားတို့ရအဲ့ဒါအဝိဇ္ဇာပဲအဝိဇ္ဇာဆိုတာကြားမှာမဟုတ်ဘူးဒီမှာရှိနေတာမြင်တိုင်းဖြစ်ပြသွားလို့ဆင်းရဲပဲဆိုတာသိရမယ်ဒီလိုမသိရင်ဝိဇ္ဇာဘောတကားတို့ဟုတ်လားကြားတိုင်းဖြစ်ပြသွားလို့ဆင်းရဲပဲဆိုတာသိရမယ်အဲ့ဒါမသိရင်ဝိဇ္ဇာပဲဒါတော့ဒီဝိဇ္ဇာဟာသစ္စာလေးပါးတရားမသိတဲ့ဝိဇ္ဇာပဲတဲ့ခုသစ္စာတစ်ပါးပြောတယ်နော်ဟုတ်လားနောက်သုံးပါးတွေလျှောက်ပြောနေပြီးမှမဟုတ်ဘူးဟိုမှာရှိရတရားတော်သွားရအောင်မယ်တခုပဲဘုန်းကြီးပြောမယ်ဟုတ်လားရှင်းလျှောက်ပြောနေသစ္စာလေးပါးနဲ့ပြီးမှမဟုတ်ဘူးအဲ့ဒါဒီဒုက္ခသစ္စာတရားကိုမသိတာဒီပင်လည်းအဝိဇ္ဇာပဲအဲ့ဒီဝိဇ္ဇာဘာလို့ဆိုလို့ရှိရင်
ဒီသစ္စာလေးပါးမသိတာဟာအဝိဇ္ဇာဟာဥက္ခေါင်းပဲတဲ့ကောင်းဆိုတာသာပဲတဲ့ဘသူဤကောင်းလဲဆိုသန္တရာကြီးဥက္ခေါင်းတယ်တကားတွေ့ရဟုတ်လားသန္တရာမှာအဝိဇ္ဇာဖြစ်ရင်အဝိဇ္ဇာကြီးအကျိုးအဆက်ဆက်တွေဖြစ်တဲ့သင်္ခါရအစရှိသောအကျိုးတွေတနည်းငယ်တစ်စင်းမှာအကုန်လုံးလျှောက်ဖြစ်တယ်တကားတွေ့ဟုတ်လားအဝိဇ္ဇာကသစ္စာလေးပါးတရားအမှန်တိုင်းမသိတော့မသိတဲ့ဥစ္စာတွေအကောင်းမထင်မိဘူးလားတကားတွေ့ဟုတ်လားမသိတာတွေအကောင်းထင်တယ်အခုမြင်နိုင်ကြတဲ့ဓဝါ၆ပါးပေါ်တိုင်းဖြစ်ပြနေတာတွေဆင်းရဲမထင်တော့ချမ်းသာထင်တာဘောတကားတွေ့ဟုတ်လားချမ်းသာထင်တော့အဲ့ဒီချမ်းသာတွေအကောင်းတွေမရကျင်မိဘူးလားတကားတွေ့မြင်ကျင်တယ်ကြားကျင်တယ်နားကျင်တယ်စားကျင်တယ်တွေးထိကျင်တယ်ဟုတ်လားဒါကယဉ်ကြီးပြောတာဟုတ်တကားတွေ့ဟုတ်လားမြင်ကျင်တယ်ဆိုတာဘာတွေမြင်ကျင်တာလဲဆိုရင်ကိုခင်မင်းနှစ်သက်စရာဖြစ်တဲ့အာယဝတ္ထုတွေဘောတကားတွေ့ဟုတ်လားသက်ရှိသက်မဲ့တွေအိမ်သူအိမ်သားတွေအကုန်လုံးပါတယ်တကားတွေ့ဟုတ်လားသုံးဆောင်စရာဖြစ်တဲ့ဝတ္ထုပစ္စည်းတွေအကုန်ပါတယ်ရွှေတွေငွေတွေစားစရာတောက်စရာတွေအကုန်လုံးပါတယ်တကားတွေ့ဟုတ်လားမြင်လို့ကောင်းတယ်ကြည့်လို့ကောင်းတယ်လို့ထင်တဲ့ဟာတွေအကုန်လုံးအဲ့ဒါတွေကိုမြင်ကျင်တယ်မြင်ရတာကောင်းတယ်လို့ထင်တော့မြင်ကျင်မလားဘူးလားမြင်ကျင်လာတာဟာသူကသာတဏှာဖြစ်လာတာတကားတော့သမုဒယသစ္စာခေါ်တယ်မြင်ကျင်လာတော့အဲ့ဒီမြင်ရအောင်လို့သူအာမထုတ်ပေဘူးလားတကားတော့အခုဒီဟိုသစ္စာရဒီပွဲရီလာနေရှိတဲ့ခါကာလကြတော့ကိုဒီပွဲရီလာနေကြည့်ကျင်လာတော့ကိုကြည့်အောင်လို့သူအားထုတ်တယ်တကားတော့ဟုတ်လားကြည့်အောင်လို့ဒီလက်မတို့ဘာလို့ဝယ်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်အဲ့ဒီလက်မဝယ်ဖို့ရာဈေးစကားရအောင်သူအားမထုတ်ရဘူးလားအဲ့ဒါလိုပဲမြင်တာတွေကောင်းတယ်ထင်တော့မြင်ရအောင်လို့အားထုတ်တယ်ကြားတာတွေကောင်းတယ်ထင်ကြားရအောင်အားထုတ်နိုင်ရအောင်အားထုတ်စားရအောင်အားထုတ်တွေ့ထိရအောင်အားထုတ်ဟုတ်လားတကားတို့အဲ့တော့အာထုတော့ဘာတွေလို့ဆိုသာသင်္ခါရခေါ်တဲ့တကားတို့ဟုတ်လားအဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပြစ္ဆုတ်သမုပ္ပါအဝိဇ္ဇာပစ္စယအဝိဇ္ဇာဟူသောအကြောင်းကြောင့်သင်္ခါရတို့သာမိုးနီဖြစ်ကုန်၏အဲ့ဒါအဝိဇ္ဇာရှိရင်သင်္ခါရဖြစ်လာနော်သင်္ခါရဖြစ်လာတော့အာထုတာကောင်းတာအာထုတာလည်းရှိတယ်မကောင်းတာအာထုတာလည်းရှိတယ်ကောင်းတာအာထုရင်ကုသိုလ်ဖြစ်တယ်မကောင်းတာအာထုတော့အကုသိုလ်ဖြစ်တယ်အဲ့ဒီကုသိုလ်အကုသိုလ်တွေကအကျိုးပေးတဲ့အခါမှာဘဝအသစ်ဖြစ်လာတယ်တကားတို့ဟုတ်လားဒီကဏိခါကာလကိုပြုထားတဲ့ကုသိုလ်ကအကုသိုလ်ကလည်းဆွဲပြီးတော့ဒီဝဲနဲ့ထင်းသိသွားတော့ကာလျော်စွာဘဝရဲ့စိတ်ဝိညာဉ်အသိကလေးဖြစ်တယ်အဲ့ဒါကိုသင်္ခါရပစ္စယဝိညာဏခေါ်တဲ့တကတို့ရဟုတ်လားသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တော့နာယုတ်သရဏဖသဝေဒနာအဲ့ဒါတွေယခုဘဝမှာမြင်နိုင်ကြတဲ့ဖြစ်နေတဲ့သဘောတွေပါအကုန်ဖြစ်သွားတယ်ဖသဝေဒနာကနေပြီးတော့အကောင်းဆိုးတွေခံစားရတဲ့ခါကလည်းတခါတဏှာထဖြစ်ပြန်တယ်တခါတို့ဟုတ်လားတဏှာဖြစ်တဲ့အခါကျတော့ကိုဆွဲလာမြန်နေဆွဲလာတော့ကိုအဲ့ဒီဆွဲလာတဲ့အရာဝတ္ထုရအောင်လို့အာထုတော့ကိုကံဖြစ်ပြန်တယ်တခါတို့ဟုတ်လားအဲ့ဒီကံကအကျိုးပေးတော့ဘဝအတိဖြစ်ပြန်တော့ဇာတိဇရာမရဏတွေသံဃာတွေကဒီလိုလဲနေတာတခါတို့ဟုတ်လားအဲ့ဒီတော့ဘသူကအစတော့ဆိုရင်အဝိဇ္ဇာကအစမို့လားသစ္စာလေးပါးတရားမသိတာကအစအဲအောင်သစ္စာ၄ပါးသစ္စာမသိတာအဝိဇ္ဇာဥကောင်းမှာကောင်းစဉ်လေးပါဟုတ်လားကဲဆိုသားမှာ၄ပါးသစ္စာမသိတာအဝိဇ္ဇာဥကောင်းမှာမြတ်စွာဘုရားဖြေကြတော့ဘယ်နဲ့ဖြေကြလဲဝိဇာမုဒ္ဒတိဇာနာယီဒူလိုလေးတကတူဟုတ်လားဇိတာယတိအဝိဇ္ဇာကိုဝိဇ္ဇာသစ္စာ၄ပါးကိုမသိတော့အဝိဇ္ဇာကိုအဝိဇ္ဇာမောဟကိုမုဒ္ဒတိဥက္ခေါဝိတွန်သင်သည်ဇာနာယီသိတယ်လို့ဒါပဲဒူလိုလေးပဲဟုတ်လားဘုန်းကြီးများကတော့ခုအကုန်လုံးပဲဘုရားရှိတဲ့ပုဂ္ဂိုလ်ရမရှိတဲ့ပုဂ္ဂိုလ်ရလူကြီးရလူငယ်ရအကုန်လုံးနားတယ်ဘုန်းကြီးအကျယ်ကြီးပြောနေရတာကိုဟုတ်လားအခုဒီအဝိဇ္ဇာတခုပြောနေတာနဲ့ခုနိုင်ဝဲလောက်တော့ကြာသွားပြီထင်တယ်ဘုရားဖြေတုန်းကသာ10မိနစ်မကြာဘူးတကတူရဟုတ်လားသူကဘုရားဖြေတာကဟိုကနားထောင်တဲ့ပုဂ္ဂိုလ်အဇိဒဆိုတကယ်ရသေးကြီးတကယ်ပညာရှိခေါင်းဆောင်ကြီးအမနာကိုပညာရှိပုဂ္ဂိုလ်ကြီးသူတော့လွယ်လွယ်လေးပေါ့သူကတူတူလေးဖြေလိုက်သူနားလည်သွားတယ်အခုတော့ဒီမှာပြိဿတွေအကုန်ဆိုတော့နားလည်အောင်တော့ဘုန်းကြီးဖြေလို့တော်တော်နားလည်သွားပါပြီဟုတ်လားနားလည်တော့ဗလားတကားတို့နားလည်တော့
နားလေတော့ပါပြီတော့ဆိုတော့နားလေလည်းမရှိမှနားမလဲလည်းတဲ့ပြောနေရှိရောက်မှာမဟုတ်ဘူးတရားတွေနောက်ဟောစရာအများကြီးရှိတယ်သရသတိသမာဓိသန္တာဝိရိယတန်ယုတာသရသတိသမာဓိသရသတိသမာဓိဟိသရသတိသမာဓိတို့နဲ့လည်းသန္တာဝိရိယတန်ယုတာသန္တာဝိရိယသန္တာဝိရိယေနသန္တာဝိရိယနဲ့လည်းတန်ယုတာရှင်သောဝိဇ္ဇာသစ္စာလေးပါးသိသောဝိဇ္ဇာဉာဏ်ကိုဝိဇ္ဇာဉာဏ်ကိုမௌရာဒီပါတိနိအဝိဇ္ဇာရိဟူသောဥခေါင်းကိုကြစေရသောတရားဟု၍တွင်သင်သည်ဇာနာဟိသိပါလေလောမှတ်ပါလေလောအဲ့ဒါလေးဆောင်းမှုကလေးဆိုကြအောင်လေဟုတ်လားသရာသနာဝိရိယနှင့်မယသတိသမာရိရှင်ဉာဏ်သိမြင်ဝတ်စင်ဥခေါင်းပြသရာသနာဝိရိယနှင့်မယသတိသမာရိရှင်ဉာဏ်သိမြင်ဝတ်စင်ဥခေါင်းပြသရာသနာဝိရိယနှင့်မယသတိသမာရိရှင်ဉာဏ်သိမြင်ဝတ်စင်ဥခေါင်းပြကဲဆိုဆိုတဲ့အသိဉာဏ်အဝိဇ္ဇာဆိုတဲ့ဥခေါင်းကိုပြတ်စေရတဲ့တရားပဲလို့သာတို့ရုပ်ပါပဲဉာဏ်သိမြင်ဝတ်စင်ဥခေါင်းပြဒါလေးကလူရင်းလေးပါပဲဉာဏ်ကသိလို့ရှိရင်ဝတ်စင်ရဲ့ဥခေါင်းဖြစ်တဲ့အဝိဇ္ဇာဟာပြတ်သွားပါတယ်ဉာဏ်သိမြင်ဆိုဘာသိတာလဲဆိုသစ္စာလေးပါးသိတာပေါ့ကလို့ရဟုတ်လားအဝိဇ္ဇာကသစ္စာလေးပါးမသိတာဝိဇ္ဇာကသစ္စာလေးပါးသိတာကြောင်းမြန်ပါပဲဟုတ်လားလွယ်ပါပဲမှလို့သစ္စာလေးပါးမသိတာကအဝိဇ္ဇာသစ္စာလေးပါးသိတာကဝိဇ္ဇာအဲ့တော့သစ္စာလေးပါးမသိရင်သစ္စာလေးပါးသိတဲ့ဝိဇ္ဇာမရှိဘူးပေါ့ဒီပုဂ္ဂိုလ်မှာဟုတ်လားမသိတဲ့ပုဂ္ဂိုလ်မှာသိတာရှိပါမလားတကားတို့ကမျက်စိလဲနေတဲ့ပုဂ္ဂိုလ်မှာလမ်းမှသိပါမလားမျက်စိလဲနေပါတဲ့ဥစ္စာဘယ်ကလမ်းမှသိမလဲဟုတ်လားမျက်စိမမြင်တဲ့ပုဂ္ဂိုလ်မှာအဖြူနီစသည်သူမြင်မှမလားမြင်ပါဘူးအဲ့ဒါလိုပဲသစ္စာလေးပါးမသိဘူးဆိုတဲ့အဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်သစ္စာလေးပါးသိတယ်ဆိုတဲ့ဝိဇ္ဇာညာမရှိဘူးတကားတော့ဟုတ်လားသစ္စာလေးပါးမသိတဲ့အဝိဇ္ဇာဖြစ်နေတဲ့အခါမှာသစ္စာလေးပါးသိတဲ့ဝိဇ္ဇာညာမရှိဘူးသစ္စာလေးပါးသိတဲ့ဝိဇ္ဇာညာဖြစ်ပေါ်လာတဲ့အခါမှာသစ္စာလေးပါးမသိတဲ့ဝိဇ္ဇာပျောက်တယ်ဟုတ်လားတကားတော့မိထွန်းလိုက်တော့အမှောင်တွေပြောက်မသွားဘူးလားအလင်းလာရင်အမှောင်ပြောက်တယ်အဲ့ဒါလိုပဲသစ္စာလေးပါးအမှန်တိုင်းသိလို့ရှိရင်အမှန်တိုင်းမသိတဲ့ဝိဇ္ဇာကင်းပြောက်ပြီးတော့သွားတယ်ဟုတ်လားတကားတော့အဲ့ဒါကြောင့်မို့ဒီမှာဉာဏ်သိမြင်ဝိဇ္ဇင်ဥကောင်းပြတဲ့ဉာဏ်ကသိတယ်လို့ရှိရင်ခုနကပြောတဲ့ဝိဇ္ဇင်ဥကောင်းဟာဝိဇ္ဇာဟာပြတ်သွားပါတယ်မပြတ်ပေဘူးလားပြတ်ပါတယ်မသိရင်တော့သိရင်ပြတ်တာပေါ့ခုနမျက်စိလဲနေတဲ့ပုဂ္ဂိုလ်ဆိုပါတော့တကားတော့ဟုတ်လားမျက်စိလဲနေတဲ့ပုဂ္ဂိုလ်မျက်စိလဲပြေသွားတဲ့အခါကလာခုနလိုလဲပါအောင်မလားမလဲဘူးခုနလဲတာတွေမှားတာတွေအကုန်ပြောက်ကုန်ပြီရှင်းတော့တောင်မြောက်တွေမှားကုန်ပြီဟုတ်လားအဲ့ဒါလိုပဲသစ္စာလေးပါးတရားမှန်တိုင်းသိလိုက်တဲ့အချိန်မှာတခါတည်းမသိတာတွေအကုန်ပြောက်တကားတော့ဟုတ်လားအဝိဇ္ဇာဥကောင်းပြသွားသည်တဲ့အဝိဇ္ဇာဥကောင်းပြသွားတော့ဘာဖြစ်မလို့အဝိဇ္ဇာဥကောင်းကိုမှီပြီးတော့ဖြစ်တဲ့သံဃာဝိုးစင်တွေအကုန်ပြတ်တာဘောတကားတို့ရဥပမာအားဖြင့်ဘာလို့လဲဆိုလို့ရှိရင်မွေကိုခေါင်းကကင်လိုက်ရင်မွေရဲ့
ကိုပိုင်းနဲ့အမိတွေကလက်မောင်းရစ်ပါမနေပဲဘူးလားတကားတော့မွေကင်လိုက်လို့ရှိရင်တော့မွေကောင်းကိုကင်ထားလို့ရှိရင်မွေကတခါတည်းလက်မောင်းကိုရစ်ပါပြီးတော့ထားမယ်တဲ့ဒီမွေကဟုတ်လားဒါတော့မွေကောင်းကိုဖြတ်လိုက်လို့ရှိရင်မွေကောင်းဖြတ်လိုက်တော့မွေသေးရောက်တော့တကားတော့ဟုတ်လားမွေသေးတော့လက်မောင်းမှာရစ်ပါထားတဲ့ကိုကြီးပြုတ်ကြမသွားပြီဘူးလားအဲ့ဒါလိုပဲအဝိဇ္ဇာရှိနေရင်တော့သင်္ခါရအစရှိတော့သံဃာဝိုးအစဉ်တွေဆက်ပြီးတော့ဖြစ်နေမယ်တပွားပြီးတပွားဆက်ဖြစ်နေတာဘောတကားတော့ဟုတ်လားအဲ့ဒါပရိစ္ဆေသမုပ္ပါပါပဲတခါတည်းလူဖြစ်လိုက်တခါတည်းလည်းပဲနတ်ဖြစ်လိုက်တခါတည်းလည်းပဲပယ်လေးပုံကြလိုက်ညာသွားရင်ပယ်လေးပုံကြတာအဲ့ဒီလိုပဲသံဃာတဲ့တပွားပြီးတပွားဝိဇ္ဇာရှိသမျှကာလပါလုံးသင်္ခါရအစာရှိတော့ကျိုးတရားတွေဆဲပြီးတော့ဖြစ်နေတာကိုဒါလူဖြစ်တယ်နတ်ဖြစ်တယ်စသည်ဖြင့်ခေါ်ရတာဝိဒကတော့ဟုတ်လားအမှန်တော့လူရဲ့နတ်ရဲ့ဆိုတာဝါရပဲရှိနေတာကတော့ယုံနာစင်နေကတော့ဟုတ်လားအဲ့ဒီယုံနာစင်နေမပြတ်ဖြစ်နေတယ်တဲ့ဒီလိုဖြစ်နေတာဗာနဲ့တူတယ်လဲဆိုခုနမွေကောင်းကင်ထားတော့ကိုလက်မောင်းကိုမွေကိုကြီးနဲ့ရစ်တာနဲ့မတူဘူးလားတကတော့အေးအဲ့ဒါအဲ့ဒီသစ္စာလေးပါးတရားအမှန်တိုင်းသိတဲ့ဝိဇ္ဇာညာပေါ်လာပြီတဲ့မြင်တိုင်းဓဝါ၆ပါးကဖြစ်တာတွေအဖြစ်ပြသားလို့အနိစ္စဒုက္ခအနတ္တမမြဲတဲ့တရားဆင်းရဲတဲ့တရားပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့အနတ္တတရားဆင်းရဲတရားဒုက္ခသစ္စာတရားပဲလို့အမှန်တိုင်းသိပြီဆိုတော့တကားတော့ဟုတ်လားသိတယ်လို့ထားပါတော့မသိရတဲ့နေမသိတဲ့အနေနဲ့စဉ်းစားကြည့်ရမယ်မြင်တိုင်းဟာချင်းဘာမှမကောင်းဘူးဖြစ်ပြီးပြတ်သွားတာတွေပဲဖြစ်ပြတဲ့များသင်္ခါရဒုက္ခသစ္စာတွေဆင်းရဲကြီးတယ်ပဲဘာမှမကောင်းဘူးလို့ဆိုရင်လို့ချင်းမအောင်မလားမလို့ခြင်းလို့ရှိရင်ရအောင်အားထုတ်ပါဦးမလားအာမထုတ်တော့ဘူးဟုတ်လားဥပမာဆိုပါတော့လူတယောက်ဟာကိုမိတ်ဆွေထင်တယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုယုံကြည်မဲ့တကားတူဟုတ်လားဟမ်ကိုမိတ်ဆွေထင်လို့ရှိရင်ကိုကျိုးလို့လားပဲထင်လို့ရှိရင်မယုံကြည်ပဲဘူးလားယုံကြည်ပါဒီပုဂ္ဂိုလ်ကကိုကျိုးမဲ့တွေအများအားပြုနေတာပဲလို့သိတဲ့တနေ့မှာဒီပုဂ္ဂိုလ်ကိုယုံကြည်ပါဦးမလားယုံကြည်ပါဒီလူနဲ့ပေါင်းကျင်ပါဦးမလားဒီလူနဲ့တွေ့ကြပါဦးမလားအေးမတွေ့ကြတော့အဲ့ဒါလိုပဲဒီမြင်တဲ့ဓဝါ၆ပါးကဖြစ်ပေါ်တဲ့တရားတွေအပြင်ဖြစ်ပြသွားလို့ဆင်းရဲကြီးတယ်ပဲဘာမှမကောင်းဘူးနှစ်သာမရှိဘူးလူချင်းစရာမကောင်းဘူးလို့အမှန်တိုင်းသိတဲ့ဒီနေ့မှာဒီမြင်ရတဲ့သဘောတွေမလို့ကျင်တော့ဘူးတကားတော့ဟုတ်လားမလို့ကျင်တော့အာမထုတ်တော့ဘူးအာမထုတ်တော့ဘဝအသေးတွေမဖြစ်ဘူးတကားတော့ဟုတ်လားဗာမယဝဆင်းတွေမဖြစ်ရဘူးတို့တူကြားတိုင်းနားနဲ့စားတိုင်းတွေ့တိုင်းကိုယ်နဲ့စားတိုင်းလှုပ်ရှားတိုင်းသိကုသနာကြစီတိုင်းဓဝါ၆ပါးကဖြစ်တဲ့တရားတွေဟာဒုက္ခသစ္စာတွေကြီးတယ်ပဲအဲ့ဒါတွေကိုအမှန်တိုင်းသိတဲ့ဒီနေ့မှာဒါတွေကိုမလို့ကျင်တော့ဘူးမလို့ကျင်တော့ဘူးအာမထုတ်ဘူးအာမထုတ်တော့ဘဝအသေးတွေမဖြစ်ဘူးတကားတို့ဟုတ်လားအဲ့ဒါဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ခေါင်းကမွေကောင်းကိုဖြတ်လိုက်တဲ့အခါမွေကိုကြီးလက်မှာရစ်ပတ်ထားတဲ့မွေကိုကြီးပြုတ်ကျသွားတယ်နဲ့တူတယ်တကားတို့ဟုတ်လားဒါကြောင့်မို့ညာသိမြင်ဝတ်စင်ဥခေါင်းပြတ်ပါတယ်တဲ့ပြီးတော့တကားတော့ဒီသံဃာဝဆင်းရဲတွေပြပြီးတော့နိဗ္ဗာန်ကိုရမယ်ဆိုလို့ရှိရင်တကားတော့မလို့ခြင်းဘူးလားလူတိုင်းမေးခြင်းသာလို့ခြင်းနဲ့ဖြေရမှာပဲတကားတော့ဟုတ်လားလူချင်းနဲ့ဖြေရမှာဘာဖြစ်လို့လဲဆိုတော့အိုးပန်းပူခြင်းပဲအိုးခြင်းသလားအေးမအိုးခြင်းဘူးမနာခြင်းဘူးမသေးခြင်းဘူးဆင်းရဲနဲ့မတွေ့ခြင်းဘူးဟုတ်လားအဲ့ဒီမအိုးခြင်းမနာခြင်းမသေးခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ရောက်မှဒီဆင်းရဲတွေငြိမ့်မလဲဆိုရင်နိဗ္ဗာန်ရောက်မှငြိမ့်မှာတကားတော့ဟုတ်လားဘယ်မှပုံနေလို့မရဘူးဘယ်မှပုံနေလို့မရဘူးပုံနေရမှာလိုက်ပြီးတော့အိုးတောင်သိဦးမှာပဲတကားတော့ဟုတ်လားဘုညာငယ်တုန်းကဟိုကျောင်းသားတုန်းကပေါ့လေဘုညာဆရာကတရားဟောတယ်ပါဝေကကထာပေါ့လေပါဝေကကထာဟောတယ်လူတယောက်ကတဲ့မအိုးခြင်းသားနဲ့အိုးခြင်းကင်းအောင်လို့ထားတယ်ဝိခြင်းကင်းအောင်လို့ဗရာလုံးငုံပြီးတော့ဝိဇ္ဇာတွေရတယ်ဆိုတော့ဗရာလုံးပေါ်တကားတို့ဟုတ်လားဒါဟုတ်သလားမဟုတ်သလားဘုန်းကြီးကတာဝန်တော့မခံနိုင်ဘူးသို့တော်လည်းပဲဗမာပြည်ကယုံကြည်ထားတယ်ဒီဥစ္စာဟုတ်လားအဲဒီတိုင်းပဲသူကဟောတယ်သူကဗရာလုံးငုံပြီးတကားလားတခါလဲတောင်ကောင်းနဲ့သွားပြီးတော့နေမိုးရအောင်ပုံဝိခြင်းတရားသွားပြီးတော့ပုံလူတယောက်ကတခါလဲဗရာလုံးငုံပြီးတော့နာခြင်းတရားကင်းအောင်တော့ကောင်းငင်တိမ်ညာတဲ့သွားပြီးတော့ပုံလူတယောက်ကသိချင်းတရားကင်းအောင်လို့မှာသမုဒ္ဒရာထဲသွားပြီးတော့သူကပုံဒီလိုဆိုကိုတကားတော့ဟုတ်လားအဲလိုပုံပြီးတော့နေတော့
သားတွေကကြီးလာတဲ့ခါကျတော့ဩတို့ဖေကြာလာပြီမိုးချင်းလို့သွားကြတယ်ဘယ်လိုများနေရှာပါလိမ့်အဖေလိုက်ပြီးတော့ကြည်အောင်မှာပဲသူကလည်းဗရာလုံးနဲ့ဖေသွားတဲ့လမ်းလိုက်ရှာပြီးတော့ကြည်တော့ဟိုမှာတောင်ကောင်းသွားပြီးတော့နေတာပူလှပြီဟိုမှာကားဦးမင်းမစွန့်ဖြစ်လို့သာပြူသွားကြိုးတကယ်လည်းမလုံနိုင်မလဲနိုင်နဲ့ဦးမင်းကြီးအိုးနေပြီဟိုမှာသာသွားပြီးတော့တွေ့ပါတယ်တဲ့နာချင်းကြောက်တဲ့ပုဂ္ဂိုလ်လည်းပဲသူသားကလိုက်ပြီးတော့ကြည့်တဲ့အခါကလာဟိုမှာနာလို့တခါတည်းမကြမ်းမမာကြီးဖြစ်လူမကြီးဒီလူတွေကနေဖြစ်နေသေချင်းကြောက်လို့သွားပုံနေတဲ့အဖေလည်းသားကလိုက်ကြည့်တော့ဟိုမှာသေနေပြီးတဲ့တခါသူဟုတ်လားပြီးတော့ဘယ်သွားပုံပုံသာဒီခန္ဓာယုံနာနေရှိရင်ဒီနေ့ကျအိုမှာပဲတခါသူဟုတ်လားဒီနေ့ကျနာမှာဒီနေ့ကျသေမှာဘယ်နဲ့မှလုပ်လို့မရဘူးဟုတ်လားပြီးတော့ဘယ်သွားပုံလို့မှမရဘူးခုကိုယ်နိုင်ငံဒီနိုင်ငံတွေကတည်းကဟိုသွားပြီးတော့ကြည်ဒီသွားပြီးတော့ကြည်ကိုကောင်းငင်နေပါဒီမှာလာသွားအောင်မဲတဲ့သူဘယ်ကျိုးသွားအင်္ဂါကျိုးသွားအောင်မဲစသည်ဖြင့်လုံနေရတယ်တကတူဟုတ်လားအဲ့ဒီလုံတဲ့ပုဂ္ဂိုလ်တွေလည်းဟိုသွားဟိုကြသူတို့အိုမှာပဲနာမှာပဲသေမှာပဲတကတူဟုတ်လားဒီခန္ဓာကြီးရှိနေတဲ့ကာလဘယ်သွားနေလို့မှမကောင်းဘူးဒီဥစ္စာတော့ဒုက္ခတွေနဲ့တွေ့မှာပဲဟုတ်လား